ဗုဒ္ဓခေတ်တထေးကြီးများနှင့်ကြွယ်ဝချမ်းသာမှုအကြောင်းတရားဒေသနာတော်ဗုဒ္ဓခေတ်တထေးကြီးများနှင့်ကြွယ်ဝချမ်းသာမှုပိဋကစာပေထဲမှာပင်စအမိတဘောဂအမိတဘောဂဆိုတာပိုင်ဆိုင်တဲ့ဝေကြေးဒနာလေယာအိမ်ချံတိုက်တာစတဲ့သူတို့ပိုင်ဆိုင်မှုတွေစီစဉ်ဥစ္စာတွေရဲ့အတိုင်းအတာကန့်သတ်မရှိအောင်ချမ်းသာကြွယ်ဝတယ်လို့ဆိုတဲ့တထေးကြီးအမိတဆိုတာအတိုင်းအတာမရှိကြွယ်ဝချမ်းသာတဲ့တထေးကြီးအောင်ဘုရားမြတ်စွာလက်ထက်တော်ခါကာလမှာ9 ယောက်ရှိတယ်အမိတဘောဂဆိုတဲ့သတ်မှတ်ထားတဲ့တထေးကြီးတွေက9 ယောက်ရှိတယ်အဲ့ဒီ9 ယောက်စလုံးဟာဗေမိတာရဘုရင်ကြီးပိုင်ဆိုးတဲ့အင်္ဂါတိုင်းနဲ့မကရာတိုင်းလို့ဆိုတယ်ဒီတိုင်းနှစ်တိုင်းအတွင်းမှာပဲရှိကြတယ်တခြားဒေသတွေမှာရှိတဲ့ချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်တွေရှိတော့လဲသူတို့ရဲ့ချမ်းသာကြွယ်ဝမှုတွေကဂရေ40တို့ဂရေ80တို့ဒီလိုပဲပြောရတယ်ပေါ့ခုခေတ်နဲ့ပြောမယ်ဆိုလို့ရှိရင်တော့မီလီယံနာအထိအောင်မကဘူးဘီလီယံနာထရီလီယံနာအထိအောင်သူတို့ကြတော့အတိုင်းအတာကန့်သတ်မရှိချမ်းသာကြွယ်ဝတယ်လို့ဒီလိုဆိုတာပေါ့အဲ့လိုလောက်ချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်တွေဟာဘယ်ပုံပဲနည်းနဲ့ချမ်းသာကြွယ်ဝလာကြတာလဲဆိုတာချမ်းသာကြွယ်ဝပြီးတော့သူတို့ရဲ့ချမ်းသာကြွယ်ဝမှုတွေနဲ့လောကကြီးကိုအကျိုးပြုခဲ့ကြသလားမပြုခဲ့ကြဘူးလားသူတို့ရဲ့ချမ်းသာကြွယ်ဝမှုတွေဟာလူသားတွေအတွက်အကျိုးဖြစ်ထွန်းမှုရှိသလားသူတို့အတွက်အကျိုးဖြစ်ထွန်းမှုရှိသလားဆိုတာတစိတစောင်းပိဋကတ်မှာမှတ်တမ်းတင်ထားတာလေးတွေကိုကြည့်ဖို့မြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့ဓနနဲ့ပတ်သက်တဲ့ဆုံးမဩဝါဒလေးတွေမှတ်သားနာယူထားပြီခဏခေတ်မှာလည်းချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်တွေရှိတယ်ဘယ်လိုနည်းနဲ့ချမ်းသာကြွယ်ဝလာသလဲဆိုတာဒါလည်းပဲတစိတစောင်းကြည့်ရှုဖို့လိုအပ်တယ်ပေါ့လူတိုင်းဟာချမ်းသာကြွယ်ဝကြတာတော့အမှန်ပဲလူတိုင်းချမ်းသာကြကြတယ်ချမ်းသာအောင်ကြိုးစားကြတယ်ချမ်းသာအောင်ကြိုးစားတဲ့အချိန်မှာကြိုးစားဖို့ကြိုးစားနည်းတွေဒီကနေ့ခေတ်ချမ်းသာအောင်ကြိုးစားတာနဲ့အတိတ်ခေတ်ကချမ်းသာအောင်ကြိုးစားကြတာချင်းကွဲပြားချမ်းသာမှုရှိတယ်ဆိုတာကိုဘုန်းကြီးတို့လေ့လာသိရှိနိုင်ကြတယ်ပေါ့နော်။ဘာကြောင့်ချမ်းသာကြတယ်။ဘာကြောင့်ကြွယ်ဝကြတယ်ဆိုတာ။အဲ့တော့မြတ်စွာဘုရားလက်ထက်ကဒီတဋ္ဌိလို့ခေါ်တယ်တထေးပါဠိစာပေမှာတထေးကိုတဋ္ဌိလို့ခေါ်တယ်တဋ္ဌိဆိုတဲ့စကားလုံးနဲ့အသုံးပြုတာချမ်းသာကြွယ်ဝသူတဋ္ဌိဆိုတဲ့ပါဠိစကားကိုကြည့်ပြီးတော့တချို့ကပါဠိနောက်လိုက်ပြီးမြန်မာစကားတဋ္ဌိကလာတာဆိုပြီးတော့တေထေးလို့ရေးတာလည်းရှိတယ်နော်တဋ္ဌိဆိုတဲ့စကားလုံးကိုကြည့်ပြီးထာဝမ်းပဲနဲ့တေထေးအများချင်းရေးတာတော့သူထေးလို့ရေးတယ်ထေးတယ်ဆိုတာဟာတဋ္ဌိကထနဲ့ဟုတ်ချင်မှာဟုတ်ဗမာစကားမှာထေးတယ်ဆိုတာပေါ်များတယ်ဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်လည်းရှိတယ်တထေးတကြွယ်လို့ဗမာစကားမှာတွဲဖက်ပြီးတော့ခေါ်လေးရှိကြတယ်အဲ့တော့မြန်မာစာရေးထုံးမှာတော့တေထေးလို့မရေးဘဲနဲ့သူထေးချမ်းသာသူထေးကြွယ်သူဆိုတဲ့အဓိပ္ပာယ်နဲ့သူထေးသူကြွယ်ဒီလိုမြန်မာစာပေမှာရေးထုံပြုလာခဲ့ကြတယ်ပေါ့အဲ့ဒီတဋ္ဌိဆိုတဲ့ဒီအခေါ်အော်ဟာယာဓုဌာဏန္တရတစ်ခုရဲ့အခေါ်ပဲတိုင်းပြည်မှာအလွန်ကြွယ်ဝချမ်းသာလာပြီဆိုလို့ရှိရင်ဘုရင်ကတဋ္ဌိသတ္တလို့ခေါ်တယ်တထေးဆောင်တဲ့ထီကိုပေးပြီးတော့တထေးလို့အတိမတ်ပြုပြီးတော့တထေးရလူပေးထားတာပေါ့နော်တထေးရလူပေးတာအဲ့ဒါလို့တထေးရလူပေးပြီးတထေးဒီ
တထေးထီးကိုဆောင်းရတဲ့ပုဂ္ဂိုလ်မျိုးတွေရှိတာအင်္ဂလိပ်လက်ထက်ကတော့ဗမာပြည်မှာစာပွဲပေးတယ်လို့ထင်နေပေါ့နော်ဗမာပြည်မှာစာဖိုးသားတို့စာဥသွင်းတို့ဆိုတာမျိုးတွေပေါ့အဲ့တော့ပတ်စံချမ်းသာတဲ့ပုဂ္ဂိုလ်တွေအစဉ်အဆက်လောကမှာရှိကြတယ်အဲ့တော့ကြွယ်ဝချမ်းသာတယ်ဆိုတာဟာသူတို့ရဲ့ကျမ်းကျင်လိမ္မာမှုကြောင့်ကြွယ်ဝချမ်းသာတာလည်းဖြစ်တယ်ကံကြမ္မာရဲ့ကုသိုလ်ကံရဲ့အရှိန်အဝါကြောင့်ချမ်းသာကြွယ်ဝမှုရတာလည်းရှိရသောအဖြစ်ဘုရားမြတ်စွာလက်ထက်တော်အခါကာလတုန်းကအမိတဘောဂဆိုတဲ့တထေးကြီး၅ဦးကတော့ကံတရားနဲ့သက်ဆိုင်ပြီးတော့ချမ်းသာကြွယ်ဝမှုပြုကြတယ်လွန်ချမ်းသာကြတယ်သူတို့ချမ်းသာတာဟာအတိုင်းအတာကန့်သတ်မရှိအောင်ချမ်းသာကုသိုလ်ကံဟာလွန်ချီးမားခဲ့ကြလို့ထိုကုသိုလ်ကံရဲ့အကျိုးကိုခံစားကြတယ်ကျန်တဲ့တထေးတွေကတော့အတိုင်းအတာတစ်ခုအရာတထေးဆိုတဲ့ယာတုရှိတော်လည်းပဲအမိတဘောဂလို့ခေါ်တော့အောင်မရှိဘူးပေါ့အဲ့ဒါကြီးမားတဲ့တထေးကြီးတွေသုံးမကုံဆွဲမကုံအတိုင်းအတာကန့်သတ်မရှိအောင်ချမ်းသာကြွယ်ဝတဲ့တထေးကြီး၅ဦးဆိုတာဘုရားမြတ်စွာလက်ထက်တော်ခါကာလတုန်းကပေါ်ခဲ့ဘူးတဲ့အဲ့ဒီတထေးကြီးတွေကဓမ္မပဒအထက်ကထာမှာဖော်ပြထားတဲ့အတိုင်းဇောတိကဆိုတဲ့တထေးအလွန်ချမ်းသာတဲ့စတိလဒုတိယတထေးကစတိလတတိယတထေးကမင်တကစတုထတထေးကပုံနာနဲ့ပင်စမမြောက်တထေးကကာကဝလိယဆိုတဲ့တထေးအဲ့ဒီမှာဇောတိကတို့စတိလတို့မင်တကတို့လို့ဆိုတဲ့ထဲမှာဒီမွေးကလေးကတထေးမျိုးကမွေးပြီးတော့ချမ်းသာလာတာအဲ့တော့ဇောတိကတို့မွေးရချမ်းသာလာဇောတိကတထေးကစတိလတထေးကလည်းပဲတထေးသားပဲမွေးရချမ်းသာလာတဲ့ပုဂ္ဂိုလ်လို့ဒီလိုပြောဘုံကံပါရမီရှိတဲ့ပုဂ္ဂိုလ်ဘုံကံပါရမီဆိုဒီမှာအတိတ်ဘဝကကုသိုလ်ကောင်းမှုတွေလုပ်ခဲ့တဲ့ပုဂ္ဂိုလ်အဲ့ဒါကြောင့်လို့ကံကြမ္မာအကျိုးပေးတာဖြစ်သောကြောင့်သူတို့ရဲ့ချမ်းသာကြွယ်ဝမှုကအလွန်ကြီးမားမေတ္တကတထေးဆိုတာလေထို့တူပဲအလွန်ချမ်းသာတဲ့တထေးပဲနောက်ဆုံးနှစ်ယောက်ဖြစ်တဲ့ပုံနကလို့လည်းရေးပုံနတထေးနဲ့ကာကဝလိယတထေးကတော့တထေးတွေမဟုတ်ဘူးတထေးအိမ်မှာအခါစားလုပ်နေရတဲ့အဆင့်နှိမ့်တဲ့ပုံကိုယ်တွေကနေပြီးတော့ကုသိုလ်ကောင်းမှုအကျိုးပေးလိုက်တာနဲ့တထေးဖြစ်သွားတာ။ဘာနဲ့ဥပမာတူလို့ဆိုရင်ထီပေါက်လို့တထေးဖြစ်သွားတဲ့လူနဲ့တူတယ်သူက။မူလကသူတို့ကချမ်းသာတဲ့ပုံကိုယ်တွေမဟုတ်ဘူးအလွန်ဆင်းရဲတယ်။သူများအိမ်မှာလက်လုံလက်စားလုပ်ပြီးနေရနေရင်ကနေပြီးတော့သူတို့ကတထေးဖြစ်သွားကြတယ်။အော်စရာတော့ကောင်းတယ်။မျိုးရိုးတထေးမဟုတ်ပဲနဲ့အမိတဘောဂဆိုတဲ့အတိုင်းတာကန့်သတ်မရှိကြွယ်ဝချမ်းသာတဲ့တထေး၅ဦးထဲမှာဒီနှစ်ယောက်ကကျွန်မျိုးတွေနော်အလုသမားမျိုးကနေပြီးတော့တထေးဖြစ်သွားတာ2ယောက်ပါတယ်ပေါ့ဒီထဲမှာအဲ့ဒီထဲမှာဇောတိကတထေးဆိုတာကတော့တကယ်ကိုဘုံကံပါရမီတွေရှိလာသည့်အတွက်ကြောင့်မြေကြီးကရွှေတိပေးရတဲ့ပုဂ္ဂိုလ်မျိုးမွေးကြတဲ့ကထူးထူးခြားခြားတထေးအိမ်မှာမွေးပြီးတော့အလုံးကိုနောက်ဆုံးဘဝအနေနဲ့ကုသိုလ်ကောင်းမှုတွေဟာလေကျုပ်ပေးတာသူလုပ်ခဲ့တဲ့ကုသိုလ်တွေကလည်းရှိတယ်အတိတ်ဘဝတုန်းကလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုတွေကြောင့်သူကကျုပ်ပေးတာဇောတိကတထေးသူမွေးလာတဲ့ရက်မှာရာဇဂိုမြို့မှာရှိတဲ့လက်နဲ့တွေဓာတ်တွေလမ်းတွေအလုံးဟာအယောင်အလင်းတွေဖိတ်တောက်အောင်ထွက်ပေါ်လာခဲ့တယ်။ဒါကြောင့်မို့သူ့ကိုအယောင်အလင်းတွေနဲ့သူမွေးတာရဲ့အမတ်တရအယောင်အလင်းတွေဖြစ်ပေါ်လာတာကိုကြည့်ပြီးတော့သူ့ကိုဇောတိကလို့နာမည်ပေးထားတာ။ထူးခြားတဲ့အတိတ်နိမိတ်တွေပေါ်လို့ဇောတိကအရွယ်ရောက်တော့
ဒီသူနေဖို့အိမ်ရရွေးလိုက်တဲ့အခါကျတော့ကြီးမားလာတဲ့ဒီသူနေဖို့အိမ်ကြီးရတယ်အလွန်ထူးထူးဆန်းဆန်းစာထဲမှာပါတဲ့အတိုင်းဆိုတရားမင်းကြီးကိုယ်တိုင်ကလာပြီးတော့ဒီလက်သမားရောင်ဆောင်ပြီးတော့ဆောက်လုပ်ပေးရတယ်အဆောက်အဦဒါလည်းပြောမယ်ဆိုလို့ရှိရင်သူ့ရဲ့ဘုံကအလျောက်ဖြစ်ပေါ်လာတာလို့ဒီလိုပြောတခါတရံကျတော့ဒီတရားမင်းကနေခဏခဏလူပြေဆင်းပြီးတော့လှုပ်ပေးဖို့ဆိုတာတရားအသက်နဲ့လူအသက်နဲ့အလုံးချိန်လေးကအလုံးခွာခြားတယ်ပေါ့နော်ယုတ်တိကိုကြည့်မယ်ဆိုလို့ရှိရင်တရားဆိုတာလာလို့တော့ရတာပေါ့သို့တော်လည်းလူပြေမှာအနှစ်တရာတာဝရိန္ဒနတ်ပြေမှာတရက်ဆိုတာနဲ့တွက်မယ်ဆိုရင်တော့မိနစ်ပိုင်းစက္ကန့်ပိုင်းလေးနဲ့သူကခဏခဏဆင်းရတယ်လို့ဖြစ်နေဒီတချမ်းတာတော့ကြတချမ်းကြပြန်ပြီတော့တချမ်းကြပြန်ပြီတခြားလုံးเสียအချိန်တောင်ရှိပါလူပြေကတချမ်းကြတိုင်းဆင်းနေရတယ်နော်အဲ့တော့တခါတရံကြတော့လူတွေရဲ့ဝေါဟာရမှာ personalization ဆိုတာရှိတယ်ဂျိုးတစ်ခုကနေဂျိုးတစ်ခုပြောင်းတာတော့အဲ့ဒါမျိုးကိုသူကဂျိုးကိုပဲလူလိုနာမည်ပေးလိုက်ပြီးတော့သက်ရှိပုဂ္ဂိုလ်အနေနဲ့တင်စားပြီးတော့သုံးတာမျိုးဥပမာမယ်ဝတ္တုံတရီဆိုတဲ့နတ်သမီးကိုကြည့်မြတ်စွာဘုရားဒီဘောရိပင်အောက်မှာအဋိဋ္ဌံပြီးတော့ထိုင်တယ်ဘုရားမဖြစ်ရင်ဒီနေရာမှာမထတော့ဘူးလို့ဆိုတဲ့အချိန်မှာမန္တသားကလာပြီးတော့နှောက်ယှက်တယ်အကြီးအကျယ်လက်နက်တွေနဲ့ချင်းချောက်လာမှုတွေပြုလာတယ်အဲ့ဒီအချိန်မှာမြတ်စွာဘုရားကမြေကြီးကိုလက်ညှိုးညွှန်တယ်ပါရမီ7ပါးဖြည့်ကျင့်ထားတာတတိတာရကအနေနဲ့မြတ်စွာဘုရားပြအဲ့ဒါကို personalization အဲ့လက်ညှိုးညွှန်ပြလိုက်တဲ့အခါကျတော့မြေကြီးကတုန်ဟိပြီးတော့ရေတွေပန်းထွက်ပြီးမနစတိဘိုးဘာတွေဟာအကုန်လုံးရေထဲမျောပါကုန်တယ်ဆိုတာကို personalization လုပ်တဲ့အခါကျတော့ဘာလုပ်လဲလို့ဆိုတော့ဝတ္တုံတရီနတ်သမီးကဆံပင်ကိုညှစ်ချတယ်ဆိုတာဖြစ်လာတယ်နော်ဝတ္တုံတရီနတ်သမီးကအဲ့တော့ဘုရားကိုနတ်သမီးကကူညီတယ်ဆိုတဲ့အဓိပ္ပာယ်ရတယ်ဒါကဝတ္တုံတရီဆိုတဲ့စကားလုံးကိုမြေကြီးလို့အဓိပ္ပာယ်ရတယ်နော်အဲ့တော့လူတွေရဲ့စိတ်ထဲမှာနတ်သမီးကနေပြီးတော့ဆံပင်ကိုညှစ်လိုက်တာနဲ့အခုကိသပင်နေညှစ်ကြည့်ပါလားရေချိုးထားလဲဒီလောက်တော့ထွက်မှာမဟုတ်တာကြီးကိုနော်အဲ့တော့ဆံပင်ညှစ်ချလိုက်တာနဲ့အကုန်လုံးမန္တသားတွေရေမျောကုန်တယ်ဆိုရင်မန္တကသူ့ကိုဒီတိုင်းထားမှာမဟုတ်ဘူးဆံပင်ညှစ်လို့ရှိရင်တော့ဆံပင်အပြတ်ခံရမှာပဲသိကြဘာလို့ဆိုမန္တကသူ့ရဲ့ဘုံကိုကြည့်တယ်လေမနတ်ဆိုတာဘယ်ဘုံမှာဖြစ်တဲ့နတ်လဲလို့ဆိုရင်ဝတ္တဝတ္တိနတ်ပြည်နတ်ပြည်6ထပ်မှာအမြင့်ဆုံးမှာသူကဘယင်လားလို့ဆိုတော့ဘယင်တော့မဟုတ်ဘူးဘယင်ကိုပုံကန်းနေတဲ့သဘုံနတ်သဘုံနတ်ဘယင်ကဘယ်သူတော့ဆိုရင်ဝတ္တဝတ္တိနတ်မင်းကြီးကအဲ့ဒီဝတ္တဝတ္တိနတ်ပြည်ကိုအုပ်စိုးတယ်လို့ဒီလိုဆိုတယ်မနတ်ကတော့အဲ့ဒီနတ်ပြည်မှာရှိတဲ့တကိုးကြီးပြီးဆိုးစွမ်းသူလူတွေမှာလည်းလူဆိုးစွမ်းတဲ့လူရှိတာပဲလေနတ်ထဲမှာလည်းပဲနတ်ဆိုးစွမ်းဆိုတာရှိတယ်ဆိုးစွမ်းတဲ့လူဆိုတာဘယ်တော့ဖြစ်ဖြစ်မကောင်းတာတွေးတယ်မကောင်းတာလုပ်တယ်မကောင်းတာကြံတယ်ဒါဟာသူ့အတွက်ပဲအလုပ်တစ်ခုလို့ဖြစ်နေအဲ့တော့ဝတ္တုံတရီဆိုတာမှတ်ရမှာတော့တကယ်နတ်သမီးကဆံမင်လာရညှစ်တယ်လို့မမှတ်သင့်ဘူးပေါ့နော် personalization လုပ်လိုက်တာမြေကြီးကတုံဟိပြီးမြေကြီးတွေကရှိတဲ့ရေတွေပန်းထွက်ပြီးတော့မန္တသားရဲ့စတိဘုရားတွေမျောကုန်တယ်ဆိုတာတော့ဒါကတော့သဘာဝပဲပေါ့မြေကြီးအောင်မှာရေတွေရှိတယ်ဆိုတာတော့ခဏခေတ်လည်းပဲတူးရင်ထွက်နေတာပဲလေဒါတော့လောကသဘာဝနဲ့ကိုက်ညီတယ်ပေါ့အဲ့ဒါလို့တင်စားသုံးတာမျိုးတွေအခုလည်းပဲဇောတိကအိမ်ကိုတရားမင်းကလာပြီးတော့ဆောက်ပေးတယ်ဆိုတာဆောက်ပေးတဲ့လူကဘယ်သူမှမသိမေမေရမရှိပဲနဲ့အဆောက်အဦကြီးကသိပ်ကောင်းတဲ့အခါကျတော့နတ်ကလာဆောက်ပေးတယ်လို့ဒီလိုပြောမယ်ဆိုလို့ရှိရင်တော့ခေတ်ကလည်းလက်ခံနိုင်မယ်အားလုံးလည်းလက်ခံနိုင်တဲ့အနေအထားရှိတယ်နော်ဒါကကုသကံကအကျိုးပေးတာလေကုသကံကနေပြီးတော့
ပုံတရံပေါ်ပြီးတော့ဆောက်လုပ်တဲ့ပုဂ္ဂိုလ်နဲ့လာပြီးဆောက်ပေးသွားဥပမာမဲ့ငရဲခံရတဲ့ပုဂ္ဂိုလ်တွေမှာလည်းပဲနှိမ့်ဆက်မဲ့ပုဂ္ဂိုလ်တွေကရောက်လာတာပဲလေသူအကုသိုလ်ကံကြောင့်ရောက်လာကုသိုလ်တွေလုပ်တဲ့ပုဂ္ဂိုလ်ဘုံကပါရမီရှိတဲ့ပုဂ္ဂိုလ်ကြတော့လေသူဘုံကအလျောက်ဒီလိုပုဂ္ဂိုလ်မျိုးတွေဆိုတာပေါ်လာတာပဲလောကလူတွေကအဖြေရှာမတွေ့လို့ရှိရင်နတ်ဆိုတာကိုပြောလို့ရှိကြတဲ့သဘာဝပဲဟောဗမာပြည်မှာလည်းအဲ့လိုပြောတာလေတော်ထဲမှာရေတွင်းဟာဘယ်သူမှတူးတာမဟုတ်ဘူးသူ့ဘာသူရေတွင်းလေးဖြစ်နေတယ်ဆိုရင်ဘာခေါ်လဲနတ်ရေတွင်းနတ်ရေတွင်းနဲ့ရေကန်လေးတွေ့ရင်ဘာလဲနတ်ရေကန်ဒီလိုခေါ်တာခေါင်းမှာဘယ်သူမှမရိပ်ဖက်နဲ့ကွက်ပြီးတော့လုပ်ရင်နတ်နှုတ်တယ်လို့ပြောတာပဲနော်သဘင်တွေကွက်ပြီးတော့ကျွတ်နေနတ်နှုတ်တယ်လို့ပြောတာအဲ့ဒီတဲ့ပိုသေးကြတာမိုးကုတ်နေဘူးတဲ့လူတွေသိလိုက်တယ်မိုးကုတ်ကလူတွေဝေါ်ဟာတာတစ်ခုရှိတယ်မိုးကုတ်မှာပရမကြောက်တွေထွက်တာဖြစ်တော့တွင်းထဲကသူကသူထွက်လာကြတဲ့ကထောင်ကလေးတွေတည်တည်ချာချာချောချောမွေ့မွေ့သွေးထားတာじゃနတ်သွေးလို့ခေါ်တယ်လူသွေးတာမဟုတ်ဘူးသွေးထားတယ်လို့ပဲကြောက်ကလေးတွေကတွင်းတွက်ကသွေးထားတယ်လို့ဖြစ်တာကြတော့သူတို့ကနတ်သွေးလို့ခေါ်တယ်နော်နတ်ကသွေးပေးထားတယ်အခုလဲဇောတိကရဲ့ဘုံမိမ့်မှန်ကိုဆောက်လို့သူပုဂ္ဂိုလ်မရှိသည့်အတွက်ကြောင့်တရားဆောက်တာဒီလိုပြောလို့ရမှာပေါ့နော်ဗမာပြည်ဘုရားသမိုင်းတွေကြည့်ရင်လည်းတရားခဏခဏဆင်းတာတွေ့ရတယ်နော်တရားခဏခဏဆင်းတယ်တရားမဲကူအဲ့တော့တရားဆိုတာသူကစိတ်ညွတ်လိုက်ရင်လည်းဒီမှာကုသကံနဲ့ပေါင်းစပ်ပြီးတော့ဖြစ်လာနိုင်တာပေါ့သူကိုယ်စလဲလည်းဖြစ်ခြင်းဖြစ်မှာပေါ့ကိုယ်စလဲဆိုတာဒီဘုံမစုနတ်တွေဆိုတာလူတွေနဲ့ရောရှက်ပြီးတော့နေကြတာလေစတုပါတဲ့နတ်တွေကဘုံမစုနတ်တွေပဲဘုံမစုနတ်တွေရဲ့ပြောတဲ့ကြားမှအထက်နတ်တွေကသိကြတာတပည့်စကြာတရားဟောတော့ပါရမောလာနတ်တွေအစဉ်စဉ်ကြွကြော်သွားဘုံမာနံဒေဝနံတတ္ထမနုဿဝိတဝနော်သတုပါရာဇိကာဒေဝတာဝရိသာဒေဝနဲ့ဆိုလို့တဖြည်းဖြည်းသတင်းဟာကျက်ပြန့်သွားတဲ့အတိတ်ပဲလူတွေနဲ့အနိစ္စဆုံးကတော့ဘုံမစုနတ်တွေပဲတရားမင်းကနေပြီးခိုင်းလိုက်လို့လှုပ်တာလည်းဖြစ်ကောင်းဖြစ်မယ်ဒါကယုတ်တိရှိအောင်ယူလို့ရတယ်ပေါ့နော်ယုတ်တိရှိအောင်ဒါကြောင့်မို့လို့ဒီပဝတ္ထုတွေကြတော့အသေးမှတ်လို့မရမြတ်စွာဘုရားဟောတဲ့တရားသစ္စာ၄ပါးမဂ္ဂင်၈ပါးဝိပဿနာကျင့်စဉ်ဒါတွေကတော့ပြောင်းလဲမရှိဘူးဘယ်ခေတ်မှာပဲဖြစ်ဖြစ်ပုံသေးမှန်ကန်နေမှာပဲထာဝရမှန်ကန်နေမှာအကုသိုလ်နဲ့ပတ်သက်ပြီးလောဘဒေါသမောဟဆိုတာလေထာဝရမှန်ကန်နေတဲ့တရားတွေပဲဒါတွေကပြောင်းလဲမရှိဘူးစတိုရီတို့ပုံဝတ္ထုတို့ဆိုတာတော့ပြောင်းလဲရှိနိုင်တယ်ပေါ့တင်စားပြီးပြောတာမျိုးတွေဒီဟာမျိုးတွေရှိတယ်အဲ့တော့ဇောတိကဆိုတာကုသကမတ္တမကြီးမားသည့်အတွက်ကြောင့်သူနေဖို့ဘုံမိမ့်မှန်ဆောင်းလိုက်တဲ့အချိန်ကစပြီးတော့သူ့ရဲ့ချမ်းသာကြွယ်ဝမှုဟာတိုင်းတာကန့်တတ်မရှိအောင်ဘယင်ရဲ့စံနန်းတော်တဲ့ပို့ပြီးတော့ကြီးမားတဲ့ချမ်းသာကြွယ်ဝမှုကိုရသွားတယ်လို့ဒီလိုဆိုတာနောက်တစ်ယောက်စတိလဆိုတာကြသူကတထေသာတော့တထေသာပဲအကုသကံပါလာသည့်အတွက်ကြောင့်မွေးပြီးတာနဲ့ရေဝရဲထည့်ပြီးအမျောခံလိုက်ရသို့တော့ဘုံကံပါပြီရှိရေထဲမှာမျောခံလိုက်ရကာသမမြတ်စွာဘုရားလက်ထက်တော်ခါကလာတုန်းကကိုတော်တို့ဖရာရေထဲသာမျောပစ်လိုက်လို့သူကအိရှင်မနဲ့စိတ်ဆိုးနေတော့ပြောလိုက်တဲ့စကားကြောင့်သူကရေထဲမျောခံလို့စီဝေဒကံသို့တော့သူလုပ်ခဲ့တဲ့ကုသကံတွေကြောင့်သူကလည်းပဲသူအိမ်ယာရွေးချယ်ပြီးတော့ဆောက်လိုက်တဲ့အချိန်မှာအိမ်နောက်ဖေးမှာရွှေတောင်ကြီးပေါက်လာတယ်လို့ဒီလိုဆိုတယ်အဲ့ဒါကြောင့်မို့လို့သူကရွှေသိပ်ချမ်းသာတဲ့တထေးဒီလိုဖြစ်ရတယ်ပေါ့ဇောတိကတို့စတိလတို့ဆိုသုံးမကောင်အောင်ချမ်းသာတဲ့တထေးအဲ့တော့ဒီပုဂ္ဂိုလ်ကြီးချမ်းသာတာဟာတရားဇာတတွေတူးဖော်ပြီးတော့ရောင်းချလို့ချမ်းသာတာမျိုးမဟုတ်ဘူးကုသိုလ်ကောင်းမှုလုပ်ပြီးတော့အတိတ်ဘဝကကံတရားကပေးတဲ့ချမ်းသာကြွယ်ဝမှုမျိုးတွေလို့ဒီလိုမှတ်ရမှာသို့တော့သူတို့မလုတ်တတ်ထားလားလို့ဆိုမဟုတ်ဘူးဇောတိကစတိလတထေးရဲ့မှတ်တမ်းလေးတစ်ခုမှကြည့်မယ်ဆိုရင်သူ့ကိုမွေးစားတဲ့သူ့ကို
ခိုင်းထားတဲ့တထေးတယောက်ကဒီ40 လ12 လလောက်ရောင်းမှကုန်ရမယ့်ပစ္စည်းတစ်ခုကို10 မိနစ်ထဲနဲ့ကုန်အောင်ရောင်းနိုင်တယ်သူစွမ်းရည်တတိကအဲ့လိုရှိပေါ့သူထိုင်ရောင်းလိုက်တာ10 မိနစ်ထဲနဲ့ကုန်သွားတယ်တထေးကလာတော့ခါသူရောင်းမယ်ဆိုရင်တစ်နှစ်နီးပါးရောင်းရမယ့်ပစ္စည်းတွေ10 မိနစ်ထဲဖြုံးပစ်တယ်လို့ထင်သွားတာတကယ်ကတော့သူ့ရဲ့စွမ်းရည်တတိနဲ့သူပြောတဲ့ဈေးနှုန်းအတိုင်းသူ့ရဲ့ဘုံခံကြောင့်ဝယ်တဲ့လူတွေကြိတ်ကြိတ်တိုးပြီးဝယ်ဒါနဲ့သူဟာတထေးကြီးကသူ့သမီးနဲ့ပေးစားပြီးတထေးရလူရသွားတာအဲ့တော့လူတွေမှာကြမ်းကျင်မှုလည်းရှိတယ်ကံကောင်းတာလည်းပါတယ်လိမ္မာပတ်တတ်မှုလည်းရှိတယ်ပေါ့နော်မတက်ဖဲနဲ့အချောင်တထေးဖြစ်တာလို့ဒီလိုတော့လည်းမတွေ့လောက်တက်ခိုင်တတ်တယ်သူတို့မှာစွန့်ရည်တတိတွေရှိတယ်နောက်တစ်ခါမင်တကတထေးဆိုတာကျတော့သူကမင်တကဆိုတာစိတ်လို့အဓိပ္ပာယ်ရတယ်ပေါ့နော်မင်တကတထေးကြီးတို့ကတော့အင်တမသူတို့ကမဂရတိုင်းကမဟုတ်ဘူးအင်္ဂါတိုင်းဗတ္တိယမြို့ကသူကတခြားလူမဟုတ်ဘူးဝိတခါရဲ့အဖိုးမင်တကတထေးဆိုတာဝိတခါအဖိုးတော်အဲ့ဒီမင်တကတထေးကြီးရဲ့သူ့ရဲ့ဇနီးသူမနာဒေဝီရဲ့သားပုံနာဝတ္တနာရဲ့ဒနင်စရရဲ့အာဒနင်စရရဲ့ချွေးမရဲ့ဟောကျွန်ပုံနာရဲ့ဆိုတာသူတို့ကပင်စမဟာပုံညတဲ့ဘုံကံကြီးမားတဲ့ပုဂ္ဂိုလ်5 ဦးပြစ္ဆေကဗုဒ္ဓစီဆုံးလူပြီးတော့ဆူတောင်းခဲ့လို့သူတို့ရဲ့ဘုံကံတွေကအမတမကြီးမားထူးခြားတဲ့အံ့ဩဖွယ်အစွမ်းရည်တတိတွေရှိတယ်ကံကြမ္မာဆိုတာအမတမထူးခြားတယ်နော်ကိုဆူတောင်းတဲ့အတိုင်းကံကြမ္မာကကျုပ်ပေးတာကုသကံကကျုပ်ပေးတာအဲ့ဒီတထေးကြီးဆိုရေမိုးချိုးကိုတော်နေစဘာကိုတော်နေဖွင့်ပြီးရှင်းလင်းထားပြီးတော့ကောင်းငင်ကြည့်တာနဲ့ပဲစဘာတွေကကောင်းငင်ကကြလာပြီးတော့သူ့ကိုတော်နေအကုန်ပြည့်သွားတယ်အဲ့လိုစွန့်ရည်တတိရှိတယ်လို့ဆိုလို့လေနော်ဒါသူ့ရဲ့ကုသကံကပေးတာဘယ်သူကပေးတာတော့ဆိုကုသကံပေးတာကုသကံကပေးပြီဆိုရင်လိုက်လို့ကတော့မမိဘူးပေါ့မင်္ဂတထေးကြီးကအဲ့လိုကြွယ်ဝသလိုတထေးတော်ကြီးကလည်းဓမ္မကြွယ်ဝတယ်သမင်းအိုးလေးချက်ပြီးတော့ကျွေးမွေးမယ်ဆိုလို့ရှိရင်သူ့လက်ကမလွတ်မချင်းအဲ့ဒီသမင်းဟာဘယ်တော့မှမကုန်ဘူးလာတော်ရလူတွေအကုန်ကျွေးမကုန်ဘူးသူ့သားဖြစ်တဲ့ဒနင်စရာကလည်းထူးဆန်းတဲ့ဘုံတကိုးတွေစွန့်ရည်တတိတွေရှိတယ်ဘာလို့ဆိုလို့ရှိရင်ငွေ1000အိတ်ကိုလက်ကကင်ထားပြီးတော့လောက်ခတွေပေးတာသူ့အိတ်ထဲကဘယ်တော့မှရော့မသွားဘူးလေဟိုလူတွေလည်းအပြည့်ရတယ်အဲ့ဒါလို့စွန့်ရည်တတိရှိတယ်သူဒါကသူ့ဇနီးကလည်းပဲထို့တူပဲစွန့်ရည်တတိတွေရှိတယ်ကျွန်ဖြစ်တဲ့ပုံနာကလည်းပဲစွန့်ရည်တတိရှိတယ်ထဲနဲ့တစ်ခါထွန်လိုက်လို့ရှိရင်ထွန်ရေးက9 ချောင်းထင်တယ်ဟောသူများတစ်ခါထွန်ရင်တစ်ချောင်းပဲထင်တာသူက9 ချောင်း9 သွားထက်ထွန်ကြီးနဲ့ထွန်တာနဲ့တူပါလေကြာ9 ချောင်းတစ်ခါနဲ့ထွန်နေတာဖြစ်ဒါတွေကဆူတောင်းနေကြောင်ဖြစ်အဲ့ဒီမင်္ဂတထေးဆိုတာဒီလိုစွမ်းတဲ့ကိုရှိုံနေမကဘူးသူလည်းပဲသူ့အိမ်ယာရွေးချယ်ပြီးအိမ်ဆောက်တဲ့အခါအိမ်နောက်ဖေးမှာရွှေဆေးရုပ်ကြီးတွေပေါ်လာတယ်အဲ့ဒီရွှေဆေးရုပ်တွေရဲ့ပါဇက်ထဲကနေနိုင်လိုက်လို့ရှိရင်စားစရာတောက်စရာကအစအကုန်လုံးလိုချင်တာအဲ့ဒီထဲအကုန်ရတယ်ပရိသပင်ဒါကြောင့်မို့လို့မင်္ဂတထေးလို့နာမည်ပေးတာသူဟာဝိတခါရဲ့အဖို့ပဲဝိတခါရဲ့အဖို့နောက်ပုံနာဆိုတဲ့တထေးကတော့အမှန်ပုဂ္ဂိုလ်ပဲသူများအိမ်မှာဒီအငှားလုပ်ပြီးတော့တထေးအိမ်မှာလဲထွန်ရတဲ့သူပေါ့သူတို့ဇနီးမောင်နှံအလုတ်မနာပဲနဲ့လဲထွန်တဲ့နေ့မှာရှင်သာရိပုတ္တရာမထေရမြတ်ကသမဘကထားလာတဲ့အချိန်မှာသူကတပူတို့ရေတို့ကတ်လိုက်တယ်သူဇနီးလုပ်တဲ့လူကပုံနာလဲထွန်နေတာအတွက်သမင်းပွဲသမင်းအုပ်ယူလာပြီးတော့ကျွေးဖို့တဲလာတဲ့အချိန်ရှင်သာရိပုတ္တရာနဲ့တွေ့တော့ရဲရဲရောရောစေရနာထားပြီးတော့လှူလိုက်တယ်အဲ့ဒီကုသိုလ်ကောင်းမှုပဲအဲ့ဒီနေ့မှာပဲသူထွန်ရက်ထားတဲ့မြေကြီးကဲတွေကရွှေတုံးဖြစ်သွားတယ်မြေကြီးကရွှေသီးသွားတာအဲ့ဒါနဲ့သူဟာတထေးဘဝရောက်သွားတာ
သူသမီးကဥဒ္ဒရာလို့ခေါ်တယ်ပေါ့သီရိမာတို့ဥဒ္ဒရာတို့ဆိုတာသူတို့ဇာလမ်းပဲပေါ့နောက်တစ်ခါကာကဝလိယတထေဆိုတာဟာလည်းပဲတာမန်ဆင်းရဲသားတယောက်ပဲဆင်းရဲသားမှတစ်ခါဘုန်းကြီးကြောင့်သွားပြီးတော့ဆွမ်းညံဟင်းညံစားတဲ့လူတယောက်သို့တော့သူ့ရဲ့အမျိုးသမီးကဒီလောက်ကင်ရင်ကနေတရက်ကြတော့ဘာလုပ်လဲလို့ဆိုရင်ဘေဝိသရမင်းကြီးကမြို့ပြင်ထွက်တယ်မြို့ပြင်ထွက်ပြီးတော့ရာဇောသားတယောက်ရာဇောသားတွေအဲ့ဒီခေတ်ကလဝကတိုင်မှာကားတင်ပြီးတော့အပြစ်ဒဏ်ချမှတ်တဲ့ရာဇောသားမျိုးတွေရှိတယ်ပေါ့နော်အဲ့တော့ဘုရင်ကြီးကအဲ့ဒီရာဇောသားတွေလှည့်ကြည့်တဲ့အချိန်မှာဘုရင်ကြီးကိုဒီလက်ပတ်ကြည့်တဲ့အချိန်လေးမှာရာဇောသားတယောက်ကသူမသေးခင်ဘုရင်ရဲ့ပွဲတော်အုပ်လေးကိုသူ့ကိုပေးပါလို့တောင်းလိုက်တာတောင်းတော့ဗေဝိသရမင်းကြီးကပို့ပေးမယ်လို့အာမခံလိုက်တာအဲ့ဒီဆန္ဒအဲ့တော့အဲ့ဒီအချိန်မှာဗေဝိသရမင်းကြီးကလူတယောက်ကိုသိမ့်မိတ်ပေးပြီးတော့ကားတင်တာသူဟာဗုဒ္ဓဘာသာမဖြစ်ခင်ကလောက်တာပဲဖြစ်မယ်ဗုဒ္ဓဘာသာဖြစ်ပြီးတဲ့နောက်တော့အဲ့ဒါလိုရက်ဆက်တဲ့အလုပ်သူ့အနေနဲ့တော့လောက်မှာမဟုတ်တော့ပေါ့နော်အဲ့တော့သူ့လက်ထက်မှာစစ်မတိုက်ဘူးလားဆိုတော့တိုက်တယ်ဘယ်လိုတိုက်တုံးဆိုလို့ရှိရင်ကြည့်ပစ္စန္တံဗနေဩစီနထတိုင်းပြည်မှာသဘုံတကံလေးမြို့တော်နဲ့ဝေးတဲ့နေရာတွေမှာသဘုံတွေထပြီးဆိုလို့ရှိရင်သူ့အနေနဲ့စေရနာတန်တန်နဲ့ပဲအေးနေကြဒေသတွေပြန်လီစီကောင်းအောင်မင်းတို့လှုပ်ကြဆောင်ရွက်ကြတယ်ခါတိုင်းလိုပဲရောင်းပန်းဝယ်ပန်းလှပြီးတော့လူတွေဟာချမ်းချမ်းသာသာဖြစ်အောင်လှုပ်ကြလို့သူ့အမိတ်ပေးပုံကအဲ့ဒါလိုပေးလိုက်တယ်သူ့စိတ်ထဲမှာမင်းတို့တတ်ကြဖြတ်ဖြတ်ဆိုတာတော့မပြောဘူးအဲ့လိုတော့မပြောသို့တော့ဟိုလူတွေကအကောင့်ထဲပေါ်တဲ့အခါဘာလုပ်လဲဆိုရင်သိုးသွမ်းတဲ့လူတွေဖမ်းနေတတ်တယ်ပေါ့ဒါပဲနော်သူတို့ဘာဒီရှင်းကြတယ်ပေါ့ဘေဝိသရမင်းကြီးကတတ်ခိုင်းတာတော့မဟုတ်ဘူးအဲ့ဒါသောတာပန်ကသူများကိုသေစေလိုတဲ့စိတ်နဲ့လောက်တာတော့မရှိဘူးသို့တော့တိုင်းပြည်ဆိုတာအစဉ်လာရအုပ်ချုပ်သွားကြတာသူဟာနဲ့သူအုပ်ချုပ်သွားအခုလည်းပဲကားတင်ပြီးတော့ပြစ်ထန်ပေးခံရတဲ့ပုဂ္ဂိုလ်တခြင်းလျှိုထားတဲ့ပုဂ္ဂိုလ်ကဘုရင်ကြီးရဲ့ပွဲတော်သားကိုသူပို့ပေးပါလို့ဆိုပြီးတော့တောင်းတော့ဘုရင်ကြီးကအကျဉ်းနာရှိတယ်လေရာဇောသားပိမယ်လို့ကျဉ်းနာရှိလို့ပို့ပေးမယ်လို့အာမခံခဲ့တယ်မနေ့ကမေ့နေ့ကြလဲမေ့ညနေစာစားတဲ့ချိန်မှာတတိယမိုးကချုပ်သွားအဲ့ဒါလို့မိုးချုပ်တဲ့အခါကျတော့အဲ့ဒီရာဇောသားစီမြို့ပြင်ထွက်ပြီးတော့ဘသူပို့ရဲလဲပို့ရဲတဲ့လူငွေ1000ပေးမယ်လို့မြို့ထဲမှာစီနဲ့တီးပြီးတော့လှက်လေကြော်ညာတဲ့အခါမှာကာကဝလိယရဲ့ဇနီးကနေပြီးတော့သူသွားမယ်ဆိုငွေ1000ကိုယူလိုက်တာယူပြီးတဲ့အခါသူကယောက်ျားလေးလို့ဝတ်တယ်တတ္တိတော့အတော်ကောင်းတဲ့အမျိုးသမီးနာယောက်ျားလေးလို့ဝတ်တယ်ဝတ်ပြီးတော့အဲ့ဒီထမင်းအုပ်ကိုယူသွားတယ်ဘုရင်ဆရာထမင်းအုပ်တော့ငွေ1000ယူပြီးသွားပို့တဲ့အခါကျတော့ထမင်းအောက်ကနေဖြတ်တော့အဲ့ဒီထမင်းဆောင်တဲ့ဘလူကနေပြီးတော့သူ့ရမင်းငါအစာဖြစ်ပြီဆိုပြီးတော့ဘလူကစားမလို့လုပ်တဲ့အခါကျတော့မင်းမစားလို့မရဘူးငါဘယင်ရဲ့တမန်ဘယင်ကခိုင်းတာငါသွားလုပ်အောင်ပါဆိုသူတို့ကလည်းဘယင်တမန်ဆိုရင်မလုပ်ရဲတဲ့သဘောရှိတယ်ပေါ့နော်အဲ့ဒါနဲ့ထမင်းဆောင်ကဒီလိုဆိုလို့ရှိရင်ငါသတင်းစကားပေးခြင်းတယ်မင်းအဲ့ဒါပြောလိုက်ပါလို့ဆိုဘာပြောခိုင်းတာလို့ဆိုအဲ့ဒီထမင်းဆောင်၌ဘလူရဲ့နာမည်ကဒီဃတာလာရဲ့ရောက်ခမသူမနာဆိုတဲ့နာမည်ကြီးရှိတယ်ပေါ့သူကအစည်းအဝေးတက်နေတယ်အစည်းအဝေးသွားနေတာညနေမှာလည်းအစည်းအဝေးရှိတယ်နော်ပြည့်စုံဆွေးနွေးတဲ့အစည်းအဝေးမှာသွားနေတော့သူကညာကြီးမင်းကြီးမှာအော်ဟစ်ပြီးတော့သွားတာဒီသူမနာရဲ့သမီးဒီကတာလာရဲ့ဇနီးကတားယောက်ျားလေးဖွာပါတယ်ဆိုတာကိုသူကသတင်းကောင်းကြားတဲ့ပေးတဲ့အနေနဲ့អော်ပြီးတော့သွားတော့ဟိုကသူမနာနမင်းကြီးကကြားတာ哦ကြားတဲ့အခါမှာကျေးဇူးတင်ခုနလည်းဒီသတင်းစကားကိုပြောပေးဖို့ရတယ်ဆိုပြီးတော့ဒီကတာလာဆိုတဲ့ထမင်းဆောင်ဘလူကလည်းပဲကျေးဇူးတင်တော့သူဘာပြောတော့ဟောဒီထပ်ပင်ပတ်ဝန်းကျင်မှာတဲ့ရွှေအိုး9 လုံးရှိတယ်မင်းအဲ့ဒါ
မင်းယူတော့လို့ဆိုပြီးတော့ရွှေအိုးတွေပေးတယ်နောက်တစ်ခါသူမနနတ်မင်းကြီးကလည်းငါ့ကိုသတင်းကောင်းပြောပေါ်ရတယ်ဆိုပြီးတော့ခြေစွတင်ပြီးတော့ငါနေတဲ့ပုံမိတ်မှတစ်ပင်ရဲ့အရိပ်ကျတဲ့နေရာတိုင်းမှာရွှေအိုးတွေရှိတယ်အဲ့ဒီရွှေအိုးတွေမင်းတူးဖော်ပြီးတော့ယူတော့လို့ဆိုပြီးတော့ပေးလိုက်တာတဲ့အဲ့ဒါနဲ့ကာကဝလိယကတထေးဖြစ်သွားတာနော်ဟိုရောက်တဲ့အခါကျတော့အဲ့ဒီအမျိုးသမီးကကာကဝလိယရဲ့ဇနီးကဒီတကျင်တင်ထားတယ်ဆိုတဲ့လူကလက်တွေကိုတန်းတကျင်နဲ့ရိုက်ထားတာကိုကားစဉ်တင်ထားတာဆိုတော့သူကထမင်းခွန့်ရတယ်ခွန့်ပေးရတာခွန့်ပေးပြီးတော့သူကျွေးတာမွေးတာစားပြီးပြီဆိုတဲ့အခါမှာအဲ့ဒီတကျင်ရှို့ထားတဲ့ယောက်ျားကဒါလာကျွေးတဲ့လူကယောက်ျားမဟုတ်ဘူးအမျိုးသမီးပဲလို့ဆိုပြီးတော့အဲ့ဒီအမျိုးသမီးသပင်သူ့နားရောက်တဲ့အခါပါးစပ်နဲ့ကိုက်ဆွဲထားလိုက်တယ်နော်တကျင်ရှို့ထားတဲ့လူကသပင်ကိုပါးစပ်နဲ့ကိုက်ဆွဲထားသူကလက်ကမလှုပ်နိုင်ဘူးပါးစပ်နဲ့ကိုက်ဆွဲထားလိုက်တဲ့အခါသူ့လက်ထဲပါတဲ့ဓာတ်နဲ့သပင်ကိုဖြတ်လိုက်တယ်သူကဖြတ်ပြီးတော့သူယုံထွက်ပြီးတော့သွားတယ်အေးအဲ့ဒါလို့ကျွေးမွေးပြီးကြောင်းကိုတက်သိပြတဲ့အခါကျတော့အဲ့ဒီသူကျွေးမွေးပြီးကြောင်းဆိုသူ့သပင်အဲ့ဒီလူရဲ့ပါးစပ်ထဲမှာရှိတယ်ဆိုတာကိုပြတာပေါ့အဲ့ဒါနဲ့ဘုရင်ကြီးစီတန်တော်ဦးတင်တော့ရသမျှရွှေအိုးတွေတူးဖော်ပြီးသူတို့ဟာတထေးရလို့ရသွားကြအဲ့ဒါလို့နဲ့တထေးတွေဖြစ်သွားကြတာသူတို့ခေတ်ကအဲ့တော့ခဏခေတ်တထေးဖြစ်ပုံနဲ့တော့ကြွားချတာပေါ့နော်အဲ့တော့လောကမှာဒီလောကလူတွေဘာကြောင့်ဒီခုလိုချမ်းသာကြွယ်ဝကြတယ်လေလို့ဆိုလို့ရှိရင်တော့ကုသိုလ်ကောင်းမှုကြောင့်ချမ်းသာကြွယ်ဝတယ်လို့ပဲရှေ့ခေတ်အနေနဲ့ပြောမယ်ဆိုရင်တော့အဲ့ဒါလိုပြောသို့တော့ကုသိုလ်ကောင်းမှုတတ်တတ်လားလို့ဆိုမဟုတ်ဘူးသူတို့ရဲ့ရောင်းရေးဝယ်တာစီးပွားရေးနဲ့ပတ်သက်ပြီးကြွန့်ကျင်လိမ္မာမှုတွေလည်းပါတယ်ပေါ့အနာရဘိန်တထေးတို့ဆိုရင်လည်းအယောင်းဝယ်လုပ်ကြသို့တော့အနာရဘိန်တထေးကပင်စအမိတဘောကအမိတဘောကဆိုတဲ့တထေးကြီး၅ဦးထဲမှာမပါဘူးတရက်ကြတော့အဲ့ဒီမှာဝိတာခာဟာမေနကတထေးရဲ့မြီးဝိတာခာတော့ဘာဖြစ်လို့တာဝတိရောက်လာတယ်လဲလို့ဆိုတဲ့အခါမှာအဲ့ဒီခေတ်ကဗေမိတာရမင်းနဲ့ကောသလမင်းနော်ဗေမိတာရမင်းကအင်္ဂတိုင်းနဲ့မကရာတိုင်းနှစ်တိုင်းကိုအုပ်ချုပ်တယ်ဘုရင်ကောသလမင်းကြီးကကာတိတိုင်းနဲ့ကောသလတိုင်းနှစ်တိုင်းကိုအုပ်ချုပ်တယ်ဘုရင်သူတို့နှစ်ဦးဟာအကြီးမားဆုံးချမ်းသာကြွယ်ဝဆုံးဘုရင်တွေပဲအဲ့တရက်တော့ကောသလမင်းကြီးကဗေမိတာရနဲ့သူနဲ့ကဘာတော်တုံးဆိုလို့ရှိရင်တော့ဒီကောသလကြီးရဲ့နှမနဲ့ဗေမိတာရနဲ့သူကဗေမိတာရရဲ့မိဖုရားတူကကောသလမင်းကြီးရဲ့နှမအစာတတရဲ့မေတော်ဟာကောသလမင်းကြီးရဲ့နှမပဲအဲ့ဒါလို့သူတို့ကအဲ့တော့ရောက်ဖတ်တော်တယ်ပေါ့တရက်တော့ကောသလမင်းကြီးကသူ့နိုင်ငံမှာချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်နဲတယ်မရှိဘူးလားဆိုရှိတော့ရှိတယ်သူ့နိုင်ငံချမ်းသာတာမိဂါရတထေးတို့ဝိသခာရဲ့ရောက်ခမဂရေ40ပဲချမ်းသာတယ်ဟုတ်အနာတဘိန်တထေးတို့ဆိုတာဒီတထေးတွေတော့ရှိတော့ရှိတယ်အခုလို့အမိတဘောဂလို့ခေါ်တယ်သုံးလို့ဆွဲလို့မကုံအောင်တိုက်တာမဲ့ချမ်းသာတဲ့တထေးတယောက်မှမရှိဘူးမရှိတဲ့နဲ့ဗေမိသာရမင်းကြီးစီသွားလေရင်သူကတထေးတောင်းလာတာနော်သူ့နိုင်ငံတထေးနဲ့လို့တထေးပေးပါပေါ့ပြီးတော့ဗေမိသာရမင်းကြီးကဒီတထေးကြီး၅ဦးတည်းကတယောက်ယောက်ပေးလို့မဖြစ်ဘူးတဲ့သူတို့ပေးလိုက်လို့ရှိရင်မြေကြီးလှုပ်ရတယ်လို့ဖြစ်လိမ့်မယ်သူတို့ကအမတန်မှကြီးမားတယ်ပေါ့ဒုတယ်တွေအမတန်ကြီးမားအဲ့တော့ဘသူပေးရင်ကောင်းမလဲလို့စဉ်းစားတဲ့အခါအင်္ဂတိုင်းဗတ္တိယမျိုးကမေနကတထေးရဲ့သားဒနေစရကိုပေးရရင်ဖြင့်ကောင်းလိမ့်မယ်လို့သူလည်းမတန်ချမ်းသာတာပဲလေဝိတာခာရဲ့အဖေဝိတာခာရဲ့အဖေကိုရွေးလိုက်တယ်ရွေးလိုက်ပြီးတော့ဗေမိတာရဘုရင်ကြီးကကောသလမင်းကြီးကတထေးလိုတယ်တဲ့တထေးလိုက်သွားနိုင်လားလို့ဆိုသူလိုက်တော့ပါမယ်ဆိုသွားလိုက်တာနဲတာမဟုတ်ဘူးသူ့အတိုင်းဝိုင်းက
အဲ့ဒီခေတ်ကချမ်းသာကြွယ်ဝတယ်ဆိုတဲ့နေရာမှာလူတွေလည်းသူ့ရဲ့အချမ်းရံအများကြီးပဲတစ်မျိုးစာလောက်လူတွေရှိတယ်နော်သူ့ရဲ့ဝေယဝိဆလုပ်တဲ့လူတွေရောလေယာလုပ်တဲ့လူတွေရောကျွဲနွားတိရစ္ဆာန်တွေကလည်းအများကြီးပဲစစ်တပ်ကြီးတရရွှေ့တဲ့လောက်မကအောင်သူတို့ကအချမ်းရံတွေကအများကြီးပစ္စည်းဥစ္စာတဲ့တဲ့ပုဂ္ဂိုလ်တွေလဲတွေနွားတွေချမ်းရံတွေအများကြီးမျက်စိတဆုံးမကလူအုပ်ကြီးနဲ့ရွေးရှားပြီးတော့သွားတာအဲ့တော့ကောသလမင်းကြီးခေါ်သွားတဲ့နောက်လိုက်သွားပြီးတော့တာဝတိမြို့မရောက်ခင်6 ယူဇနာလောက်ခွာဝေးတဲ့တာကေတဆိုတဲ့နေရာရောက်တဲ့အခါကျတော့တထေးကမေးတယ်ဒါဘယ်သူနေတုံးဆိုကောသလမင်းကြီးကဒါသူ့နယ်ထဲရောက်ပြီတဲ့အဲ့ဒါဆိုလို့ရှိရင်တာဝတိမြို့ထီအောင်မလိုက်ပြရစေနဲ့မြို့ကကျင်းနေပေါ့သူ့ရဲ့အတိုင်းဝိုင်းလူတွေကျွဲတွေနွားတွေကလည်းအလွန်များတယ်များတော့ကြဲကြဲဝုန်းဝုန်းသူဒီနေရာမှာပဲမြို့တည်ပြရစေဆိုပြီးတော့သူကိုယ်တိုင်ရွေးချယ်ပြီးတော့မြို့တယ်လို့တာကေတကိုယ်တိုင်တည်ထောင်တဲ့မြို့ကိုယ်တိုင်နေဖို့ရွေးချယ်တဲ့မြို့ဆိုတဲ့အဓိပ္ပာယ်နဲ့တာကေတအခုရန်ကုန်သားတာကေတပြောတာမဟုတ်ဘူးနော်အဲ့ဒီကနာမည်ကိုယူထားတာတည်းဟောအဲ့ဒီတာကေတမြို့ဟာဝိသခာရဲ့အဖေတည်တဲ့မြို့လို့ပြောဝိသခာတို့မြို့မြတ်စွာဘုရားကမေနကတထေးစီကြွတဲ့အခါမှာဝိသခာက9နှစ်သမီးပဲရှိသေးတယ်ဘုရားကြွလာတဲ့အခါကျတော့သူ့အချမ်းရံဒီတထေးသမီးတွေဆိုတာအချမ်းရံ900လောက်ရှိတယ်ညင်ထားတွေနဲ့ချမ်းချမ်းသာသာသူတို့မှာမပြင်းအောင်ဆိုပြီးတော့ချွေရံနေနဲ့ထားဘုရားကြွလာတဲ့အခါမှာသူ့အချမ်းရံနေနဲ့သူမြတ်စွာဘုရားကိုကြိုးကြသူကအလွန်လိမ္မာရေးချရှိတယ်တဲ့ငယ်ငယ်လေးကလေးကလိမ္မာမာလေးလိမ္မာပတ်နဲ့ပြောတတ်ဆိုတတ်ကလေးပါရမီရှိတဲ့ပုဂ္ဂိုလ်တွေကမတူဘူးနော်ငယ်ငယ်လေးတဲ့မတင်ပြရဘူးလိမ္မာရေးချရှိကြအဲ့တော့ဝိသခာလည်းအလွန်လိမ္မာရေးချရှိတော့မြတ်စွာဘုရားစီလာပြီးရှိခိုးတယ်ပြောတတ်ဆိုတတ်တယ်မြတ်စွာဘုရားဟောတဲ့တရားကိုနာယူပြီးသူအဲ့ဒီတုန်း9နှစ်သမီးကလေးသောတာပန်ဖြစ်သွားတာသူတို့ဗတ္တိယမြို့ကြွလာကြတဲ့သောတာပန်ဖြစ်သွားအဲနောက်တော့ကောသလမင်းကြီးကတောင်းလို့သူ့အဖေနဲ့တာကေတကိုပါသွားတာသူ16နှစ်အရွယ်လောက်ရောက်တဲ့အခါကျတော့တာဝတိမိခါရတထေကသူ့သားအတွက်ဇနီးလောင်းလိုက်ရှာတဲ့အခါမှာဝိသခာနဲ့တွေ့ပြီဟောဝိသခာရဲ့အဖေကမေးတယ်မင်းတို့တထေကဘလောက်ချမ်းသာတော့ဆိုမိခါရတထေဘလောက်ချမ်းသာတော့ဆိုကတိ40တဲ့ဆိုတော့တထေကြီးကပြောတော့ဆိုငါအနေနဲ့ပြောရင်တော့ချင်းရွေးပြားလောက်ပဲရှိပါတယ်နော်သူကအမိတဘောကတထေတာကိုသူ့အနေနဲ့ဆိုရင်ဂရေ40ဆိုတာတနေ့တည်းတောင်သုံးလို့ရတဲ့အနေအထားမျိုးပေါ့နော်ဘာမှမချမ်းသာဘူးသို့တော်လဲသာသမီအတွက်ဒီတက်တောင်ဖြစ်အောင်သူစီမံပေးမယ်ဆိုပြီးတော့ဝိသခာကိုအိမ်တော်ချပေးလိုက်တဲ့ဝိသခာတာဝတိရောက်သွားတာတာဝတိရောက်သွားတာမိဂရတထေးနဲ့ရဲ့သားနဲ့အိမ်တော်ကျသွားတာပုံနာဝဒနာနဲ့အဲ့တော့ဒါမြတ်စွာဘုရားလက်ထက်ကတထေးတွေဟာဒီလိုချမ်းသာကြွယ်ဝမှုတွေရှိကြအဲ့တော့ချမ်းသာကြွယ်ဝမှုဆိုတာလောဘအကြီးရှားလို့ဖွေလို့ချမ်းသာကြွယ်ဝတာမဟုတ်ဘူးအတိတ်ကံကဒါနကောင်းမှုလုပ်ပြီးတော့အလောဘလို့ဆိုတဲ့ဆွလွတ်မှုတွေကြောင့်ချမ်းသာကြွယ်ဝလာကြတယ်ဆိုတာဘုန်းကြီးတို့တွေအကဲဖြတ်လို့ရတယ်ပေါ့အလောဘဆိုတာ generosity လို့ဘာသာပြန်ရက်ရောတယ်ဟောအများအတွက်ဒီမြဝေသုံးဆောင်တယ်ပေးကမ်းတယ်မြတ်စွာဘုရားကိုယ်တိုင်ကိုကပစ္စည်းဥစ္စာရလာတာဟာတဲ့ရှာဖွေလို့ရလာတဲ့ပစ္စည်းဟာဘယ်လိုသုံးရမလဲဆိုတော့မြတ်စွာဘုရားဟောထားတာရှိတယ်မြတ်စွာဘုရားအတ္တနံဒုက္ခေတိပိနေတိကိုရှာလို့ရလာတဲ့ပစ္စည်းကိုကိုချမ်းသာအောင်ထားရမယ်ချမ်းသာအောင်သုံးပြုရမယ်ဒါနံပါတ်1နံပါတ်2ကျတော့မိဘတွေကိုချမ်းသာအောင်ထားရမယ်နံပါတ်3ကျတော့မိသားစုချမ်းသာအောင်ထားရမယ်နံပါတ်4ကမိတ်ဆွေပေါင်းသင်းတွေချမ်းသာအောင်ထားရမယ်နံပါတ်5ကျတော့ဒါနကောင်းမှုပြုရမယ်လို့ဒီလိုရလာတဲ့ပစ္စည်းကိုစနစ်တကျသုံးဖို့မြတ်စွာဘုရားကညွှန်ကြားအကယ်၍တချို့ပုဂ္ဂိုလ်တွေကြတော့ပစ္စည်းကိုနှမျောပြီးတော့သိမ့်အောင်သိမ့်ထားပြီးကိုယ်လည်းမသုံးသူများလည်းမပေးနေတဲ့ပုဂ္ဂိုလ်မျိုးတွေကလည်းရှိသေးတယ်
အဲ့ဒီပုဂ္ဂိုလ်တွေပိုင်ဆိုင်တဲ့ပစ္စည်းကိုတော့မြတ်စွာဘုရားကဘလူးဆောင်တဲ့ရေကန်တွေကရေတွေလိုပဲတဲ့ဘလူးဆောင်တဲ့ရေကန်ဆိုတာဘယ်သူမှဝင်ပြီးတော့ချိုးလည်းမချိုးရဘူးခတ်လည်းမခတ်ရဘူးချိုးမဲ့ခတ်မဲ့ဆိုရင်တော့ဘလူးနဲ့တွေ့ပြီပေါ့ဒါကြောင့်မို့ဘလူးဆောင်တဲ့ရေကန်တွေကရေတွေဟာဒီတိုင်းပဲတဖြည်းဖြည်းခန်းချောက်သွားတာဘယ်သူအတွက်မှမဖြစ်ဘူးအေးချမ်းသာကြွယ်ဝမှုတွေဟာအခုလိုမိမိကိုယ်တိုင်ချမ်းသာအောင်သုံးတယ်မိဘတွေချမ်းသာအောင်ထားတယ်မိသားစုတွေချမ်းသာအောင်ထားတယ်ဆွေမျိုးသားချင်းတွေမိတ်ဆွေပေါင်းတဲ့တွေချမ်းသာအောင်ကူညီပေးတယ်ဒါနကောင်းမှုလုပ်တယ်လို့စနစ်တကျဒီလိုအသုံးမပြုတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်တော့ဘလူးဆောင်တဲ့ရေကန်တွေကရေတွေလိုပဲလို့မြတ်စွာဘုရားတင်စားပြီးဟောတယ်အဲ့ဒါကြောင့်မို့လို့ပစ္စည်းဥစ္စာရလာလို့ရှိရင်မြတ်စွာဘုရားကတော့ဘာလို့စနစ်တကျသုံးဆွဲတတ်ရမယ်တဲ့အကယ်၍မသုံးဆွဲဘူးဆိုလို့ရှိရင်တော့ရလာတဲ့ပစ္စည်းဟာကိုယ်ပြန်ဖြည့်ဆည်းနိုင်တယ်လို့တတိပေးဟောကြားထားတာရှိဟနန္တိဘောဂဒုံမေတံနောစပါရခဝေတိနောဆိုလိုတာကဘောဂစိစိမ်ဥစ္စာတွေဟာဒုံမေတံစဉ်းစားဉာဏ်မရှိတဲ့ပုဂ္ဂိုလ်ဟနန္တိဖြည့်ဆည်းပြတတ်တယ်ပစ္စည်းဥစ္စာရလာပြီဆိုလို့ရှိရင်ရလာတဲ့ပစ္စည်းဥစ္စာကိုစနစ်တကျအသုံးမချတဲ့ပုဂ္ဂိုလ်ပစ္စည်းဥစ္စာကပြန်ပြီးတော့ဖြည့်ဆည်းသွားတယ်လို့ဒီလိုဆိုတာပေါ့နော်အေးပစ္စည်းဥစ္စာကိုအကြောင်းပြုပြီးတော့ဒါနကောင်းမှုလည်းမလုပ်ဘူးမိမိကိုယ်တိုင်လည်းမသုံးဘူးဆိုရင်ဒါသူဖြည့်ဆည်းတာနောက်ဆုံးမှဒီပစ္စည်းဥစ္စာတွေဆွဲလန်းပြီးတော့သေဆုံးသွားတဲ့ပုဂ္ဂိုလ်ဟာလောဘနဲ့သေလို့ရှိရင်ပြိတ္တာဖြစ်တယ်ဆိုတာပစ္စည်းဥစ္စာကိုဆွဲလန်းပြီးတော့သွားလို့ရှိရင်ပြိတ္တာဘဝရောက်သွားကြတာများတချို့ကြတော့မွေကြီးတွေဖြစ်တယ်မွေတွေကဒါကြောင့်မလို့မွေနဂါးတွေရှိတဲ့နေရာမှာရွှေအိုးရှိတယ်ဆိုတာလူဘဝတုန်းကရွှေအိုးမြုပ်ထားပြီးတော့အဲ့ဒီရွှေအိုးသေကနေမှဆွဲလန်းပြီးသေလို့အဲ့ဒီမှာမွေသွားဖြစ်တာတော့ဒီလိုလဲရှိတယ်ပေါ့နော်ပစ္စည်းဥစ္စာကိုဆွဲပြီးတော့သေလို့ရှိရင်ကတော့တရားအဲ့ဒီမှာသွားဖြစ်တတ်တယ်ပေါ့အခုခေတ်ဗမာတွေပြောလို့ရှိတာတော့ဥစ္စာဆောင်ဆိုတာရှိတယ်နော်ဥစ္စာဆောင်သွားဖြစ်တယ်ပေါ့အဲ့ဒါလို့မြတ်စွာဘုရားကအသိဉာဏ်မရှိတဲ့ပုဂ္ဂိုလ်ကိုတဲ့ပစ္စည်းဥစ္စာကဖြည့်ဆည်းတတ်တယ်သို့တော်လည်းဒီပစ္စည်းဥစ္စာကိုစနစ်တကျသုံးပြီးတော့နိဗ္ဗာန်ဆိုတဲ့တစ်ဖက်ကံတက်လှမ်းမှုကြိုးစားတဲ့ပုဂ္ဂိုလ်တွေကြတော့ပစ္စည်းဥစ္စာကမဖြည့်ဆည်းနိုင်ပါဘူးတဲ့နောစပါရခဝေတိနောပါရခဝေတိဆိုတာဒီဘက်ကံဆိုတဲ့တန်လျာမှာမနေပဲနဲ့ဟိုဘက်ကံဆိုတဲ့နိဗ္ဗာန်ကိုမျှော်မှန်းရှာကြမ်းနေကြတဲ့သူတော်စင်တွေကြတော့ဒီပစ္စည်းကိုအသုံးပြုပြီးတော့ကောင်းမှုတွေလုပ်ကြတယ်အဲ့ဒါလို့ကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်တွေကြတော့ပစ္စည်းကမဖြတ်နိုင်ဘူးလို့ဒီလိုဆိုလိုတာပေါ့နော်ဟနန္တိဘောဂဒုံမေထံနောစပါဒခဝေတိနောဒီဘောဂတဏယဒုံမေတောဟန္တိအညေဝအတ္တသူများကိုကဖြည့်ဆည်းတယ်လို့ပဲဘောဂတဏလို့ဆိုတဲ့ပစ္စည်းဥစ္စာပေါ်မှာတွေ့တာတဲ့တဏကကိုယ့်ကိုပြန်ပြီးတော့ဖြည့်ဆည်းတတ်တယ်လို့မြတ်စွာဘုရားကဒီလိုဟောတဲ့ပစ္စည်းနဲ့ပတ်သက်လာဟုတ်ပြီကြွယ်ဝချမ်းသာမှုတွေဟာမြတ်စွာဘုရားလက်ထက်ကကြွယ်ဝချမ်းသာမှုတွေဟာဒီတရားသဖြင့်မိမိတို့ရဲ့ကုသကံအလျောက်ရလာတဲ့ပစ္စည်းဥစ္စာတွေများတာဖြစ်တယ်ခဏခေတ်မှာကဘာကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ပစ္စည်းဥစ္စာတွေဟာဘယ်ပုံပဲနည်းရကြတာလဲလို့အေးမမှန်ကန်ကန်ကောင်းရောင်းကောင်းဝယ်လုပ်ပြီးတော့ပစ္စည်းဥစ္စာရတဲ့ပုံကိုယ်တွေလည်းရှိတယ်ပေါ့နော်ကောင်းရောင်းကောင်းဝယ်သို့တော့ရှစ်ခေတ်နဲ့မတူတဲ့အချက်တွေကဘာတွေထူးခြားလာတယ်လဲလို့ဆိုမြတ်စွာဘုရားကဟောထားတယ်လောဘောဒေါသောစမောဟောစပုရိတံပါပစေတတံဆိုရုပ်တဲ့အတွေးအကြံတွေရှိတဲ့ပုဂ္ဂိုလ်တွေကိုလောဘဒေါသမောဟဆိုတဲ့ဒီတရားတွေကဒီဖြည့်ဆည်းတတ်တဲ့ဥပမာဘာနဲ့တူတယ်လဲလို့ဆိုလို့ရှိရင်သူကဒီပုဂ္ဂိုလ်တရားကိုဖြည့်ဆည်းတယ်ဆိုတာသူ့တဏ္ဍာမှာဖြစ်တဲ့လောဘဒေါသမောဟကဒီပုဂ္ဂိုလ်ကိုဖြည့်ဆည်းတယ်။ဘာနဲ့ဥပမာတူတော့ဆိုလို့ရှိရင်ဝါပင်ကအသီးသီးတာနဲ့အလားတရာတူတယ်။ဝါပင်အသီးသီးလို့ရှိရင်အသီးကပဲဝါပင်ကိုပြန်တတ်သွားတယ်ပေါ့။ဒ
လို့ဆိုတာကျူပင်အသီးသီးရင်လည်းကျူပင်သေးတယ်ငပြောပင်အသီးသီးလို့ရှိရင်လည်းငပြောပင်သေးတယ်ပေပင်အသီးသီးလို့ရှိရင်လည်းပေပင်ကသေးတယ်အဲ့ဒါကြောင့်မို့အဲ့ဒီအသီးတွေဟာဒီပင်ကိုပဲပြန်တတ်တယ်ထို့တူပဲလောဘဒေါသမောဟတွေဆိုတာတရားရရဲ့တဏ္ဍမှာဖြစ်လာပြီဆိုလို့ရှိရင်ဒီလောဘကပဲပြန်ပြီးတော့ဖြစ်စီသွားတယ်ဒေါသကပဲသူ့ကိုပြန်ဖြစ်စီတယ်မောဟကပဲပြန်ဖြစ်စီတယ်ကုသိုလ်ကောင်းမှုလုပ်ပြီးတော့ပစ္စည်းဥစ္စာကိုစနစ်တကျမသုံးမှုဆိုရင်လောဘဒေါသမောဟတွေရဲ့လွှမ်းမိုးမှုခံပြီးတော့ဒီပုဂ္ဂိုလ်ဟာဒီဘဝမှာချမ်းသာပေမဲ့နောက်ဘဝကျတော့အပင်ငယ်ချသွားရင်ဒါဖြစ်စီတယ်လို့ခေါ်တာပဲနော်အဆင့်နစ်မြုပ်သွားတယ်ဒါစကြိုမြို့မှာအယောင်းဝယ်လုပ်တဲ့ဈေးသက်မကြီး၄ယောက်ရှိတယ်အဲ့ဒီဈေးသက်မကြီး၄ယောက်ဟာအလေးတင်တော်မမှန်မကန်တဲ့ရှားသမျှရောင်းကြတယ်ဝယ်ကြတယ်တရားနည်းနဲ့ရောမတရားနည်းနဲ့ရောရောင်းနေဝယ်တဲ့အယောင်းဝယ်လုပ်တယ်အယောင်းဝယ်လုပ်ပြီးတော့ရှိသမျှပစ္စည်းတွေဒီလိုပဲစုပြီးနောက်ဆုံးကြတော့သူတို့ကသေသွားကြတယ်သေသွားတဲ့အခါကျတော့ဘယ်သွားဖြစ်တုံးဆိုအဲ့ဒီရာဇဂိုမြို့အနီးနားမှာပြိတ္တမကြီးတွေသွားဖြစ်တယ်ဒုက္ခတွေနဲ့စားရမဲ့တောက်ရမဲ့သူတို့ရှာကြံထားတဲ့ပစ္စည်းတွေကိုတော့သူတို့ရဲ့အမွေခံတွေကအခမ်းအနားစားနေကြအဲ့ဒါကိုကြည့်ပြီးတော့သူတို့ဟာမချင်မရဲဖြစ်ပြီးတော့ငိုပွဲဆင်ကြတယ်တဲ့အဲ့ဒါအကြောင်းကိုရေးထားတာရှိတယ်ပေါ့နော်မယံဘောကေတံဟရိမသမေနဝိသမေနသတိအင်ညေပြိပုံစံတိမယံဒုက္ခတဘာခိနိသူတို့ညီးတွားတဲ့ပုံနဲ့ငါတို့ဟာတရားနိလန်းနဲ့ရောတရားနိလန်းမကြတဲ့နည်းရောနည်းမျိုးစုံနဲ့စီးစိမ်ဥစ္စာတွေမရရအောင်စုဆောင်းခဲ့ကြတယ်တဲ့အဲ့ဒါတွေကိုအခုတခြားလူတွေကအမြိတ်သားခံစားနေကြတယ်ငါတို့မတော့အဲ့ဒီအကုသိုလ်ရဲ့ဓာတ်တွေခံပြီးတော့အခုဆင်းရဲနေကြပြီခဲဘလို့နစ်နာတော့ဆိုစဉ်းစားကြည့်နော်အကုသိုလ်တွေဆိုတာအမတန်မှနစ်နာတယ်ဟောအဲ့ဒါပစ္စည်းနဲ့ပတ်သက်လာလို့ရှိရင်ဒီလောဘဒေါသမောဟတွေလွှမ်းမိုးလာပြီဆိုလို့ရှိရင်တော့မတရားတဲ့နည်းနဲ့ပစ္စည်းဥစ္စာတွေစုဆောင်းလာပြီဆိုလို့ရှိရင်တော့နောက်ဆုံးမှာဒုက္ခတဘာခိနိဒုက္ခပဲဖတ်တယ်မယ်လို့ဒီလိုဖြစ်မှာပဲအဲ့ဒီလိုဖြစ်လာနိုင်တယ်ဒီကနေ့ခေတ်မှာကြည့်မယ်ဆိုလို့ရှိရင်တော့ခေတ်ကဆောရုံလာတဲ့အခါကျတော့လူတွေဟာဘာတွေကြီးလာတော့လို့တစ်စိတ်တစ်စောင်းအကဲခတ်ကြည့်လောဘကြီးလာလောဘကြီးလာတယ်ဆိုတော့ဘာကြောင့်ပြောရတော့ဆိုလို့ရှိရင်ကိုစားဖို့ဝတ်ဖို့နေဖို့ထိုင်ဖို့ဒီလောက်အတိုင်းတာလည်းမကဘူးဒီချမ်းသာကြွယ်ဝဖို့နော်အကြီးအကျယ်တရားတဲ့နည်းနဲ့ရောမတရားတဲ့နည်းနဲ့ရောချမ်းသာကြွယ်ဝမှုဥစားပေးပြီးတော့လှုပ်လာသည့်အတွက်ကြောင့်လောဘတွေကများလာတယ်လို့ဒီလိုပြောအဲ့တော့ဒီလိုမလှုပ်ရဘူးလားလူဆိုတာချမ်းသာကြွယ်ဝကြတာပဲချမ်းသာကြွယ်ဝအောင်လှုပ်တာအပြစ်လားလို့ဆိုအဲ့ဒါကအပြစ်မဟုတ်ဘူးချမ်းသာကြွယ်ဝကြတာကအပြစ်မဟုတ်ဘူးချမ်းသာကြွယ်ဝခြင်းလို့လုပ်ပုံလုပ်နည်းကြတော့ကောင်းတာပါတယ်မကောင်းတာပါတယ်ပေါ့မကောင်းတဲ့နည်းနဲ့လုပ်ရင်အကောင်းမဖြစ်ဘူးပေါ့နော်ချမ်းသာကြွယ်ဝခြင်းတာကိုအကြောင်းပြုပြီးတော့ဘာတွေဖြစ်လာတော့ဒီကနေ့ခေတ်မှာကြည့်ပေါ့နော်ဒီမိမိဘဝတစ်ခုရပ်တည်ဖို့အတွက်တင်မကတော့ဘူးချမ်းသာကြွယ်ဝဖို့ရအတွက်ဒီကိုယ့်ဘက်ကိုကောင်းရောင်းကောင်းဝယ်ရလို့ရလာတဲ့ပစ္စည်းဥစ္စာကိုစုဆောင်းပြီးတော့ချမ်းသာတာမဟုတ်တော့ဘဲနဲ့ဘာဖြစ်တုံးဆိုတဘာဝတောတောင်ရေမြေတွေကိုဖျက်ဆီးပြီးတော့ယူတဲ့ဟာမျိုးကြတော့ဒါလောဘမကြီးပေဘူးလားလောဘတွေကြီးသွားပြီလို့ပြောရမှာပဲနော်တောတွေပြုံတောင်တွေပြောက်နော်တောတွေလည်းပြုံသွားတယ်တောင်တွေလည်းပြောက်ကုန်တယ်ဒီလိုထိအောင်စီးပွားဥစ္စာတွေရှာပြီးမြေကြီးကြီးတွေတွင်းတွေတူအနက်တွေလောက်အကုန်လုံးမြေလှန်ပြီးတော့စီးပွားရှာတာကြတော့ဒါဟာလွန်ကဲတယ်လို့ပဲဒီလိုပြောရမှာပဲလွန်ကဲလာပြီလို့ဒီလိုဆိုအပေါ်ယံရှာတဲ့စီးပွားဥစ္စာနည်းနဲ့ကြီးပွားတိုးတက်အောင်မလုပ်တော့ပဲနဲ့တောတောင်ရေမြေတွေကိုဖျက်ဆီးပြီးမြေလှန်ပြီးတော့စီးပွားရှာတဲ့နည်းကြတော့ဒါလောဘကြီးလွန်အောင်ကြီးသွားပြီလို့ဒီလိုပြော။ဘာနဲ့တူတော့ဆိုရင်ကို
ကိုနေတဲ့နေရာကိုကိုယ့်အကိုဖြစ်စည်းတဲ့သဘောဖြစ်နော်ကိုတွင်းကိုတူးနံနဲ့အလားတရာတူတယ်ပေါ့ဒါကြောင့်မို့ခဏိခေကဘာကြီးကဘာဖြစ်လဲခဏိခေကဘာကြီးဟာပူနွေးလာတယ်ပူနွေးလာတာပူနွေးမှာပေါ့လူတွေရဲ့လောဘတွေဟာအလွန်ကြီးမားလာဘုန်းကြီးတို့ငယ်ငယ်တုန်းကမိလိုက်တယ်ဘုန်းကြီးတို့အရရွာတွေမှာဆိုရင်ရေဝင်တဲ့အရက်တွေအေယာဝတီမြေနုကျွန်းပေါ်ဆိုအေယာဝတီမြစ်ကမ်းကမြေနုကျွန်းပေါ်ဆိုသူက၄လလောက်ကရေလွှမ်းနေတာတရင်ကျွတ်တစ်စောင်းဘုံလောက်လာချတော့ဂိုင်းဆိုင်ကြတယ်ပေါ့အဲ့ဒါကစုံနေုံကြရင်ဂိုင်းသိမ်းကြတယ်တန်တဲ့အချိန်ကြီးဟာရေဝင်ပြီးတော့ရေတက်နေလို့လူတွေမှာဘာမှလည်းစိုက်ပျိုးမှုမရှိဘူးအလုပ်လည်းသိပ်မလုပ်ကြတော့အဲ့ဒါလို့နေကြတာနေကြတဲ့အခါမှာပြောမယ်ဆိုရင်တစ်ဖက်ကကြည့်ရင်တော့မတိုးတက်ဘူးလို့ပြောမှာပေါ့နော်ဟုတ်ပြီပစ္စည်းဥစ္စာကလည်းပါရှိတယ်သမင်းချက်တာလည်းမြေအိုးနဲ့ပဲချက်တယ်နော်တောတွေတောင်တွေကလည်းမပြုံးဘူးအဲ့တော့ထင်းခုတ်လို့တောတွေတောင်တွေဘုန်းကြီးတို့ငယ်ငယ်တုန်းကဒီတောင်တွေရဲ့ပတ်ဝန်းကျင်မှာမြိုင်ကြီးတွေရှိတောင်ပေါ်ဆိုတော့ဘယ်သူမှမရောက်မြိုင်ကြီးတွေမြိုင်ဆိုတာတစ်ပင်တွေနဲ့အုပ်ဆိုင်ပြီးတော့နေတာအဲ့ဒီထဲကအသေးဖွဲလေးတွေလောက်ပဲထင်းခုတ်ကြတာမြိုင်ကြီးအခုခေတ်မှာတော့မြိုင်ဆိုတာပြစရာတောင်မရှိတော့နော်မြိုင်ပြစရာမရှိအဲ့ဒီပြစရာမရှိအောင်ဘာဖြစ်လို့ဒီလိုဖြစ်သွားတာတောင်ဆိုလို့ရှိရင်ပြောမယ်ဆိုလို့ရှိရင်တော့ဘုန်းကြီးတို့စီကတောတွေပြုံးသွားတာတော့တခြားမဟုတ်ဘူးမိသွေးဖုတ်ပြီးတော့ရောင်းတဲ့လူတွေဟာဒါတခြားတနေကလာပြီးတော့ထင်းတွေခုတ်ပြီးတော့မိသွေးတွေဖုတ်မိသွေးတွေကိုတိုင်းပြည်အနှံ့ရောင်းတာတောတွေပြုံးသွားဒါသို့တော့ထင်ကြတယ်ဒေသလူတွေထင်းခုတ်လို့ပြုံးတယ်လို့ထင်မဟုတ်ဘူးဒေသလူတွေလောက်မခုတ်အဝေးကနေလာပြီးတော့ခုတ်ပြီးတော့သွားကြအဲ့ဒါနဲ့မြိုင်ဆိုတာလုံးဝမရှိတော့ဘူးအဲ့ဒါဘာကြောင့်လုံးဆိုဒါကိုစားဖို့အတွက်တင်မဟုတ်တော့ပဲနဲ့ဖြည့်ဆည်းတဲ့အဆင့်ထိအောင်ရောက်သွားပြီလို့ပြောရမှာပဲလောဘတွေကြီးသွားကြပြီခုနကအမိတဘောကတထေးကြီးတွေဟာအခုလို့တောကြီးတွေခုတ်ပြီးတထေးဖြစ်တာမဟုတ်ဘူးမြေကြီးတဲ့တူးပြီးတော့စိန်ရွှေရတနာတွေရှာမြေလှန်ပစ်ပြီးတထေးဖြစ်တာမဟုတ်ဘူးသူတို့တထေးဖြစ်ပုံကနော်ကုသကံကပေးလို့မြေကြီးကနေရွှေသီးလာကြတာတကယ်ကံကြမ္မာကပေးတဲ့ချမ်းသာကြွယ်ဝမှုတွေပဲဖြစ်တယ်အေးခဏခေတ်မှာတော့လူတွေဟာလောဘတကြီးရှာကြဖွေချပြီးတော့မြေလှန်တဲ့စနစ်နဲ့ရှာတော့တရားဇာတဆိုတာလေသူ့ဘာသူဖြစ်တဲ့အရာတွေဟာအကုန်လုံးကုံဆုံးရမယ့်အနေအထားမျိုးရောက်ကုန်တယ်ပေါ့ဒါဒီနိုင်ငံတွေပြောတော့မဟုတ်ဘူးတခြားနိုင်ငံတွေလည်းဒီတိုင်းနော်တခြားနိုင်ငံတွေကြားဖို့ရလိမ့်မယ်ကြောင့်မိသွေးတွင်တို့ဘာတွင်ညာတွင်နေတယ်မှာလူတွေပြိုကျပြီးပိတ်မိနေတာတွေတို့အချိဒီလိုပဲမြေလှန်ပြီးတော့ရှားနေကြတာနိုင်ငံတွေဟာအဲ့တော့ချမ်းသာကြွယ်ဝမှုဆိုတာဒီအေးချမ်းမှုနော်အေးချမ်းမှုလူတွေရဲ့အေးဆေးဆေးနေရမှုဆိုတာကိုဖျက်ဆီးပစ်လိုက်ပြီပေါ့ဘယ်တော့မှမအေးချမ်းတော့ဘူးအများအားပူလောင်ပြီးတော့နေကြပြီမိမိစားစရာရှိရင်လည်းမဝသေးဘူးနောက်ထပ်ရဖို့ရတယ်ကြိုးစားလာကြတယ်ကိုလိုအပ်ချက်တဲ့အများကြီးပို့အောင်လောက်ကင်လာကြတဲ့အခါကျတော့လူတွေရဲ့လောဘကြောင့်တောတွေလည်းကုန်တယ်တောင်တွေလည်းပျောက်သွားတယ်မြေကြီးလည်းအလံခံရရတယ်ဆိုနောက်ဆုံးမှာဘသူတွေပဲပြန်ပြီးတော့ဒုက္ခရောက်တော့ဆိုဒီမြေပေါ်နေတဲ့လူတွေပဲပြန်ဒုက္ခရောက်တယ်နော်ဒီမြေပေါ်နေတဲ့လူအဲ့ဒါကိုပြောတာမြတ်စွာဘုရားလောဘောဒေါသောစမောဟစပုရိတံပါပစေတတံအေးယုံမာတဲ့ယုံညံ့တဲ့အတွေးရှိတဲ့ပုဂ္ဂိုလ်လောဘဒေါသမောဟဆိုတာကဖြည့်ဆည်းတယ်ဟိန်တန္တိအတ္တတံပုဒ္ဒကိုယ်တဏ္ဍမှာကိုဖြစ်ပြီးကိုယ့်ကိုပြန်ဖြည့်ဆည်းတယ်ဆိုတော့ကိုယ်ပြန်ဒုက္ခပေးပြန်ဒုက္ခပေးဒီလိုဆိုတာနော်အဲ့တော့အခုခေတ်မှာအိုးလွန်ခဲ့တဲ့နှစ်60လောက်ကနဲ့စာရင်အများကြီးကွာခြားသွားတယ်အများကြီးကွာခြားသွားတယ်ပစ္စည်းဥစ္စာရှာဖွေမှုတွေအင်မတန်မှကြီးမားတဲ့လောဘတွေနဲ့ရှာတာဖြစ်လာပြီပေါ့ဒါကြောင့်မို့လို့အကုန်လုံးပြုံးသွားတယ်ဓမ္မနိုင်ငံမှာဆိုရင်တစ်တော်ကြီးတွေပြုံးသွားပြီလေအကုန်လုံးပြုံးကုန်
အဲ့ဒီလိုပြုံးတာဘာကြောင့်လုံးလို့အဓိကတရားခံပြောရင်ဟိုလူလက်ညှိုးထိုးဒီလူလက်ညှိုးထိုးเสียမလို့ဘူးဘာတော့ဆိုလောဘပဲလောဘကဖြည့်ဆည်းသွားတာလောဘရှိကဲလောဘကြီးလာလို့ရှိရင်ဒေါသကနေမလားဆိုမနေဘူးလောဘတကြီးရှားဝေထားတဲ့ပစ္စည်းကိုငါပစ္စည်းလာမထိနဲ့ဆိုဖြစ်ရင်ချမယ်ဆိုတဲ့ဒေါသပါလာပြီပိုင်နဲ့ပစ္စည်းတစ်ခုကိုကာဝယ်ဆောင်ရှောက်ဖို့ဆိုတဲ့ဒေါသနောက်ကလိုက်လာပြီလေလောဘဖြစ်လာရင်ဒေါသနောက်ကလိုက်လာတာပဲအဲ့ဒီလိုလောဘဒေါသဖြစ်ပြီးတော့ပျက်စီးရမှာကိုမသိတာမောဟတဲ့ဒီလိုဖြစ်တာပေါ့နော်အဲ့တော့မြတ်စွာဘုရားဟောတဲ့တရားတော်အရာကြည့်မယ်ဆိုလို့ရှိရင်ဒီကနေ့ခေတ်လူတွေရဲ့ချမ်းသာကြွယ်ဝမှုတွေဟာလောဘဒေါသတွေနဲ့အရင်ခံပြီးတော့ချမ်းသာကြွယ်ဝမယ်ဆိုလို့ရှိရင်တော့ဒီလောဘရဲ့ဖြစ်စည်းမှုဒေါသရဲ့ဖြစ်စည်းမှုမောဟရဲ့ဖြစ်စည်းမှုကိုဧကဒိဋ္ဌခံကြရမှာပဲလို့ဟိန္တန္တိအတ္တတံဘူတာတသတာရံဝတံဖလံဝါဒီကဝါပင်ကိုတတ်တယ်လို့ပဲကိုယ်တဏ္ဍာမှာဖြစ်တဲ့လောဘဒေါသတွေကဒီပုဂ္ဂိုလ်ပြန်ပြီးတော့ဒုက္ခပေးလိမ့်မယ်လို့ဒီလိုဆိုတာပေါ့နော်ကဘာကြီးပူနွေးပြီးတော့ဒုက္ခရောက်လာတယ်ဆိုတာလူတွေလောဘကြီးလာလို့ဖြစ်တယ်ပေါ့လောဘမကြီးဘူးကိုယ့်အကိုစားလို့ရုံပဲကျေနပ်ကြမယ်ဆိုလို့ရှိရင်တော့တော်လည်းပြုံးစရာမရှိဘူးတောင်းလည်းပြုတ်စရာမရှိဘူးနော်အပေါ်ယံစားမယ်စိုက်ပျိုးစားကြမယ်ရောင်းဝယ်စားကြမယ်မဝပြီဘူးလားဝရတယ်လေအပိုသုံးနေအပိုတွေအတွက်လူတွေဟာရှာကြတယ်ဖွင့်ကြတယ်ပြီးတော့လည်းမလုပ်တော့ဆိုရင်ထပ်ပစ်ခဲ့ကြတယ်ဘလောက်ချမ်းသာနောက်ဆုံးမှထပ်ပစ်ခဲ့ရမှာအေးဒါကြောင့်ကမ္ဘာလောကကြီးမှာဘုန်းကြီးတို့တွေဘုရားဘာသာဝင်သူတော်စင်တွေအနေနဲ့အံဝေကယူเสียပဲလောဘတွေရဲ့အပူမီးဒေါသတွေရဲ့အပူမီးမောဟတွေရဲ့အပူမီးတွေဟာကမ္ဘာလောကကြီးကိုမီးဟုံဟုံတောက်ဖြစ်ပေါ်စေနေတယ်လူတွေရဲ့တဏ္ဍာမှာဖြစ်တဲ့အပူမီးတွေကပိုကြီးတယ်ချမ်းသာကြွယ်ဝမှုရဖို့ရတဲ့ကျိုးပန်းအထုတ်ကြတာဟာမှန်ကန်တဲ့နီလန်းနဲ့ကျိုးပန်းအထုတ်တာမဟုတ်ဘူးမှားယွင်းတဲ့နီလန်းတွေနဲ့ကျိုးပန်းအထုတ်နေကြတယ်ကျိုးပန်းအထုတ်နေကြသည့်အတွက်ကြောင့်လောဘတွေကြီးထွားလာတယ်ဒေါသတွေကြီးထွားလာတယ်မောဟတွေကြီးထွားလာအဲ့ကြီးထွားလာတဲ့လောဘဒေါသမောဟတွေရဲ့အကျိုးဆက်တွေဘယ်သူခံရမလဲလို့ဆိုရင်ဒီပုဂ္ဂိုလ်တွေပဲခံကြရမှာပဲဖြစ်တယ်ဒါကြောင့်မို့ဘုရားမြတ်စွာရဲ့အဆုံးအမကိုသိရှိပြီးတော့တို့တွေဟာပစ္စည်းဥစ္စာမရှာရဘူးမဟုတ်ရှာရအောင်ရှာလို့ရလာတဲ့ပစ္စည်းဥစ္စာတရားသဖြင့်ရတဲ့ပစ္စည်းဥစ္စာပဲဖြစ်ရတခုခုဖြည့်ဆည်းပြီးတော့ရတဲ့ပစ္စည်းဥစ္စာမျိုးမဟုတ်စေရဘူးတရားသဖြင့်ရတဲ့ပစ္စည်းဥစ္စာဖြစ်ရမယ်ရလာတဲ့ပစ္စည်းဥစ္စာကိုလည်းမိကိုချမ်းသာအောင်ထားတယ်မိဘကိုချမ်းသာအောင်ထားတယ်မိသားစုကိုချမ်းသာအောင်ထားတယ်ရှုံးမိတ်တဲ့ငါတွေချမ်းသာအောင်ထားတယ်ကောင်းလုပ်တယ်ဆိုတဲ့ဒီ၅မျိုးနဲ့အသုံးချပါနော်စနစ်တကျအသုံးချရရောက်တယ်တဲ့အဲ့ဒီတိုင်အသုံးမချဘူးဆိုလို့ရှိရင်ရလာတဲ့ပစ္စည်းတွေရှားခြင်းသမျှရှာတနေ့ပြုတ်ခနဲ့သေသွားအကုန်ထားဖြစ်ခဲ့နော်ပဟာယကမဏိယတဲ့ထားပြီးသွားရမှာကြီးပဲယူသွားလို့မရဘူးအဲ့ဒါကြောင့်မို့ပါသွားတာကတော့လောဘတကြီးရှာလိုက်တဲ့အခါမှာရလာတဲ့ပစ္စည်းတွေကတော့ရပါရဲ့သူ့စီမှာပါသွားမှလောဘရဲ့အကျိုးဆက်တွေပါသွားမယ်ဒေါသရဲ့အကျိုးဆက်တွေပါသွားမယ်မောဟရဲ့အကျိုးဆက်တွေပါသွားမယ်သူရှာလိုက်တဲ့ရွှေတွေငွေတွေကတော့ပါသွားမှာမဟုတ်ဘူးသူရှာထားတာတွေကတော့အကုန်လုံးထားခဲ့ရမှာအဲ့ဒီတန်ဝေကကိုမှတ်သားပြီးတော့เนาะဘုရားမြတ်စွာရဲ့အဆုံးအမတိုင်းတို့တွေဟာလောဘတွေဟာလွန်ကဲတဲ့လောဘမဖြစ်စေရဘူးမြတ်စွာဘုရားဟောထားတဲ့ဒေသနာတော်လေးတွေမှာယံလတ္တတေနတုဋ္ဌပံကိုရတဲ့အခြေအနေလေးတစ်ခုနဲ့จิตနဲ့ရောင်ရဲရမယ်တဲ့မြတ်စွာဘုရားจิตနဲ့ရောင်ရဲရမယ်သာဝတိပြည့်စုံနေလို့ရှိရင်အဲ့ဒါနဲ့จิตနဲ့ရောင်ရဲရဒီလိုဆိုလိုတာပေါ့မတရားသဖြင့်တော့မရှာနဲ့ပေါ့တရားသဖြင့်ကြိုးစားပြီးအလုပ်လုပ်တာတော့လုပ်အောင်မရှာရဘူးလို့ပြောတာမဟုတ်ဘူးအဓိပ္ပာယ်လေးသွားပြီးတော့မကောင်းတဲ့နည်းတွေနဲ့မရှာဘူးမှန်ကန်တဲ့နည်းလမ်းနဲ့ပဲရှာယံလတ္တံတေနတုဋ္ဌပံရတာနဲ့จิตပါတဲ့အတိလောဘောဟိပါပကောတဲ့လွန်ခဲ့တဲ့လောဘဟာဆိုးတယ်
ဒီလိုဆိုတာပေါ့နော်လွန်ခဲ့တဲ့လိုကဆိုးတယ်ဆိုတာသာဓကထဲမှာဘာပါတော့လို့ဆိုလို့ရှိရင်ပုံနာကြီးတယောက်သူ့ဇနီးတဲ့ရဲ့သမီး3ယောက်ရဲ့ဇနီးတဲ့ကထုံလန်းနန္ဒာသမီး3ယောက်ကနန္ဒာနန္ဒဝတီသူတုံတရီနန္ဒာလို့နော်သမီး3ယောက်ရှိတယ်အဲ့တော့ပုံနာကြီးကတည်သွားတဲ့အခါကျတော့မိသားစုတန်ရောစဉ်သူမပြတ်ဘူးတည်သွားတော့ဘယ်မှာသွားဖြစ်တယ်ဆိုရွှေဟင်းသာမျိုးသွားဖြစ်တယ်တဲ့သူကရွှေဟင်းသာသွားဖြစ်တယ်ဖြစ်တဲ့အခါကျတော့မိသားစုစီလာပြီးတော့တနေ့ကိုအတောင်လေးတစ်တောင်ပေးသွားတယ်ရွှေအစ်စ်နော်သူခန္ဓာကိုယ်ကငှက်တောင်လေးတစ်ခုပေးသွားတယ်အဲ့တော့တနေ့တစ်တောင်မကျင့်တတ်ဘူးတနေ့တစ်တောင်ဆိုရင်စားလောက်တယ်ပေါ့သူတို့မိသားစုမစင်ရဘူးစားလောက်တယ်အဲ့ဒါထုံလနန္ဒာဆိုတဲ့ဇနီးလုပ်တဲ့ပုဂ္ဂိုလ်ကမကျင့်တတ်တဲ့အခါကျတော့အဲ့ဒီဟင်းသားကိုဖမ်းချုပ်ပြီးတော့ရှိသမျှအမွှေးတွေအကုန်နှုတ်ပြရွှေတောင်တွေအကုန်နှုတ်ယူလိုက်တယ်ရွှေတောင်နှုတ်လိုက်တဲ့အခါပြန်ပေါက်ထားကြတော့အဖြူတွေဖြစ်သွားရွှေမပါတော့ဒီလိုဆုံးလာပေါ့အဲ့ဒါကြောင့်မို့လို့ကလေးတွေမြန်မာဖတ်စာထဲမှာလည်းပဲရွှေငန်းကြီးကနေပြီးတော့တနေ့ကိုရွှေဥလေးဥပေးတယ်ဆိုတာရှိတယ်လေအဲ့ဒီဥပေးတာကိုမကျင့်တတ်လို့ဗိုက်ထဲမှာရှိမယ်ထင်ပြီးတော့ဗိုက်ခွဲပြီးတော့ရွှေဥရှာတဲ့လူဟာဘာမှမရတယ်လို့ပဲအခုလည်းပဲဘုရားဟောတဲ့ဇာတကစရိုဒီထဲမှာဒါပါတယ်ပေါ့အဲ့ဒီမှာမြတ်စွာဘုရားဟောထားတယ်ယံလတ္ထံတေနတုဋ္ဌပံအတိလောဘောဟိပပကောရတာနဲ့ကျင့်တတ်ရမယ်တဲ့မကျင့်တတ်လို့အတိလောဘလွန်ကဲဘယ်နည်းနဲ့ရတဲ့နည်းနဲ့လုပ်မယ်ဆိုတဲ့လွန်ကဲတဲ့လောဘမျိုးကတော့ဆိုးရုပ်တယ်မကောင်းတဲ့အကျိုးပေးနိုင်တယ်အဲ့ဒါမျိုးမရှိသင့်ဘူးလို့ဒီလိုဆိုတာပေါ့ဒါကြောင့်တရားချစ်ခင်သူတော်စင်ပြိဿမောင်တို့လောဘနဲ့စီးပွားရှာတာမျိုးမဟုတ်ဘဲနဲ့ပညာနဲ့စီးပွားရှာတာမျိုးသာဖြစ်တယ်ပေါ့ပညာနဲ့စီးပွားရှာပြီးတော့တို့ရလာတဲ့ပစ္စည်းဥစ္စာကိုလည်းပဲလောဘနဲ့မထားဘဲနဲ့အလောဘလို့ဆိုတဲ့ generosity နဲ့ကိုယ်တိုင်လည်းအသုံးပြုမယ်တချို့ကကိုယ့်ကိုယ်တော်မတရားဘူးဆိုတာရှိတယ်နော်ကိုယ့်ကိုယ်တော်မတရားတဲ့လူရှိသေးတယ်အဲ့တော့ကိုယ့်ကိုယ်လည်းတရားပါမိဘကိုလည်းတရားပါဆွေတွေမျိုးတွေမိသားစုကိုလည်းတရားပါဟောဒါနကောင်းမှုကိုလည်းပြုပါလို့အဲ့ဒီလိုအသုံးပြုမှသာလေပစ္စည်းဥစ္စာနဲ့ပတ်သက်ပြီးမှန်ကန်တဲ့အသုံးပြုတာဖြစ်သောကြောင့်တည်သွားလို့ရှိရင်လည်းပဲဒီပစ္စည်းတွေကိုယူသွားရရောက်တယ်ပေါ့အဲ့ဒီလိုမသုံးမဲ့နဲ့သွားရင်ပစ္စည်းတွေကထားခဲ့ရတာပဲအတူတူပဲတဲ့ဒါကြောင့်မို့ရဗုဒ္ဓရဲ့အဆုံးအမကိုလိုက်နာကျင့်သုံးရတဲ့ဘုရားဘာသာဝင်သူတော်စင်တွေအနေနဲ့ရဗုဒ္ဓရဲ့လက်ထက်ကဗုဒ္ဓခေတ်နော်တထေးကြီးများနဲ့ကြွယ်ဝချမ်းသာမှုဆိုတာဟာကုသိုလ်ကောင်းမှုနဲ့ပတ်သက်ပြီးတော့ကြွယ်ဝချမ်းသာကြတာတောတောင်ရေမြေတွေရှိသမျှတွေမြေလံပြီးတော့ရှာကြံလို့ရတဲ့ချမ်းသာမှုမျိုးတွေမဟုတ်ဘူးတဲ့လောကကြီးကိုဖျက်ဆီးပြီးတော့ချမ်းသာတဲ့ချမ်းသာမှုမျိုးဟာတော့လွန်ကဲတဲ့လောဘလို့ခေါ်ရမှာပဲရွှေဟင်းသာကိုတစ်ကောင်လုံးကိုအမွှေးနှုတ်လိုက်တယ်လို့ဖြစ်မှာပဲအမွှေးနှုတ်လိုက်လို့ရှိရင်နောက်ထပ်ပြန်ပေါက်မှာတော့မွေးဖြူတွေပဲဖြစ်တော့မှာပဲဒါကြောင့်မို့ဒီလိုမဖြစ်စေဘဲနဲ့မိမိတို့ရဲ့လောဘထိန်းချုပ်ကြရမှာဖြစ်လောဘဆိုတာကောင်းကျိုးမပေးဘူးလောဘရှိရင်ဒေါသဆိုတာလာမယ်ဒေါသလည်းကောင်းကျိုးမပေးဘူးမောဟဆိုတာအရာရာမှာပါနေပြီဒါကြောင့်မို့လောဘဒေါသမောဟဆိုတဲ့ဒီတရားတွေဟာဒုသနာမှာကောင်းကျိုးမပေးတဲ့တရားတွေဖြစ်လို့ဒီတရားတွေကိုဒုတွေဟာနှိမ်နှင်းပြီးတော့အလောဘအဒေါသအမောဟဆိုတဲ့တရားတွေဒုတွေထူထောင်ကြရမှာဖြစ်တယ်လို့ကိုယ်စီသဘောကျပြီးဘုရားရဲ့အဆုံးအမကိုလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်း